ega bonyehi eketi egehi tandaranti de ega dhanami babodong de zeyong ega samte lobi dongse tenayam nyayan towa lu loka na loka yama bonhu koso ado loka ji atwe naye ye tataကိုဘုံနှင်ကိုဌာနအကျိုးပေးလောက်ရောက်နေကြကုန်သောအကျင့်တတ္တဝါပေါင်းတို့သည်ဧကပုံရေဤစေဆင်းပမာရှင်ဝင်းသာသည်တရားရှိပြေမြို့လေးမတင်တန်းစင်စိတ်ဓာလူမြတ်တို့ကြောင့်တကယ်တိလူဘုံမှလည်းအထွန်းမြန်နတ်ဘဝမှလည်းရှင်တဝင်းဝင်းယမမင်းကြီးဖြစ်မှလည်းအချိုးကြကြအစကသိမ့်တရေတင်လို့အစဉ်စဉ်ဝိညာကြလေကုန်၏ဒေနာသောမြတ်ကောင်းမှုမျိုးစိန်တကောကစိန်ချိုးဝေစာပရိရာတမျှကဲ့သို့နေရာတကြအကျိုးပေးထူးမြတ်လာသောကြောင့်တက္ကသမတေအမြတ်ဟု၍သမုတ်အပ်သဖြင့်မပြတ်ပြုလုပ်အပ်သောအထုပ်ပမာကိုယ်နောက်ပါမည်ကုသိုလ်ကောင်းအဖျားပြားတို့ကိုဒုစေယုံစိတ်စေရနာသရတရားရှိဝဲထား၍ပွားများမယုတ်အားထုတ်နိုင်ကြကုန်ရာတည်းဧကတာကိုဘုံနှင့်ကိုဌာနအကျိုးပေးလောက်ရောက်နေကြကုန်သောအကျင့်တတ္တဝါပေါင်းတို့သည်တို့တတ္တဝါလေးတန္တရာကျင်းပြီးနေကြရာကိုဘုံနဲ့ကိုဌာနကိုအကျိုးပေးရဖြစ်ကြတယ်နော်နတ်ပြည်မှာရောက်တတ်တဲ့သူတွေကနတ်ပြည်မှာသွားလို့နတ်ရှိတဲ့ခံစားလို့နေကြတယ်ဇမားပြောင်းလိုက်ရင်ဖြစ်ဇမားဖြစ်သောပုဂ္ဂိုလ်တို့ကဇမားဘုံမှာဆံကြတယ်မကောင်းမှုတွေပြုလို့အပေပုံကြရတတ္တဝါတွေကငရဲကြီးချက်တာမငယ်ခမ်းလို့တင်းဆန်းဖြစ်သူတွေကချက်လို့ပိတ်သားဖြစ်သူတွေကချက်လို့အတိုးသားဖြစ်သူတွေကချက်တယ်တတ္တဝါလေးအားလုံးကြီးသူတို့ကလည်းသူချက်တယ်စိတ်တေနငရတိလောကောစိတ်တေနနေတံပဇံလောကောလောကကြီးကိုစိတ်တေနစိတ်ဖြင့်နေရတိဖန်ဆင်း၏လောကကြီးကိုဖန်ကြီးတာကောင်းအောင်ပြုတာရဲ့လူတို့ရဲ့စိတ်ပဲတဲ့မကောင်းအောင်ပြုတာလဲလူတို့ရဲ့စိတ်ပဲလူတို့ရဲ့စိတ်ကကောင်းအောင်ပြုလို့လည်းရတယ်မကောင်းအောင်ပြုလို့လည်းရတယ်ဒါမှမဟုတ်လောကကြီးဖန်ရတာစိတ်ပဲတဲ့မြတ်စွာဘုရားရှင်သာဝတိဒီဒေတုံကျောင်းတော်၌တရင်စုံနေတော်မူခြင်းအခါမြတ်စွာဘုရားရှင်ကပရိသတ်လေးလာ၍ဖူးမြော်ကြတယ်မြတ်စွာဘုရားရဲ့တရားတော်ကိုကြားနာကြတယ်မြတ်စွာဘုရားနဲ့တကွသံဃာတော်များကိုဖူးမြော်ခြင်းရသောကြောင့်ဒေတုံကျောင်းတော်ကြီးကိုပရိသတ်တယုံယုံနဲ့လာကြတယ်တဏှေသောအခါဥပုံနှင့်ဖြစ်သောကြောင့်မြတ်စွာဘုရားရဲ့ဖူးမြော်ခြင်းတရားတော်ကိုကြားနာရင်ဥပုံဆောင်ရင်လူတွေလာကြတော့ဥပုံဆောင်တဲ့ပရိသတ်တွေကိုမြတ်စွာဘုရားရှင်ကတိုက်တွန်းတယ်လူတွေကောင်းမှုပြုတယ်ဆိုတာခက်ခဲခဲမဟုတ်ဘူးရိုးရိုးလေးနဲ့ကောင်းကျိုးချမ်းသာဖြစ်နေတယ်ရိုးရိုးသီလလေးချိန်လို့ရိုးရိုးဒါနာလေးပြုရုံနဲ့ဒါနဲ့ပဲထူးခြားတယ်ရှင်းခါပညာရှိသူတော်ကောင်းတို့များရိုးရိုးသီလကိုကိုယ်တိုင်ကျင့်သုံးရအများကိုလည်းသီလတရားဟောကြားရင်ဒါနမှုရိုးရိုးလေးပြုတာနဲ့ငတ်တွေကတရားမင်းကတော့ပြင်းရိုးရိုးလို့နာများကဖူးမြော်ခြင်းလို့လူပြေဆင့်ပြီးတော့ဝိရိယတာနာယတာနဲ့ဆောင်ရလူရဲ့ခန္ဓာကိုယ်နဲ့ညတ်ပြေတဲ့တရားမင်းရဲ့ရှိတဲ့ထည့်ရောက်ဖွဲ့ပြီးတော့ခံစားစံစားကြရဘူးတဲ့မင်းတစ်ပါးရှိတယ်လို့ပြောတော့အရှင်ဘုရားအဲ့ဒီလိုခက်ကအဲ့ဒီလိုဖြစ်ခဲ့တာလေးတွေတတိတော်ညကြားဖို့ရမယ်ဆိုရင်ကြားပါရစေလို့မြတ်စွာဘုရားကတောင်းပန်ကြတယ်တောင်းပန်ကြတော့ရောက်မြတ်စွာဘုရားရှင်ကဆိုရှိကဖြစ်ရအောင်ကိုပြန်ပြောင်းရဟောကြားတော်မူတယ်လွန်လေပြီးတော့အခါဝိရိယတိုင်မိဂ္ဂိလာပြည်ကြီး၌သာလိနာအမင်းကြီးတော့မင်းကြီးတစ်ပါးဆွေးတံခဲ့မိဂ္ဂိလာပြည်သာလိနာမင်းကြီးကသူကိုယ်တိုင်ကသီလနဲ့မြဲတတ္တဝါတဲ့သတ်ဖြတ်ခြင်းမပြုရဘူးတိုင်းသူပြည်သားများလည်းပြင်းရတယ်သူများဥစ္စာမခိုးရဘူးပြင်းရတယ်မဟုတ်မှန်းတဲ့စကားမပြောရဘူးသူကိုယ်တိုင်လည်းမပြောဘူးသူကအိမ်ကမပြစ်မှားဘူးဒေးသေးရမတောက်စားဘူးအဲ့ဒီလိုတရားတွေကိုယ်တိုင်လည်းကျင့်ရနေတယ်ဥပုံလေးလာကန်းရှိရလာစုံရှိရလာပြေလာခွဲတလလဲတဲ့7ပါးဒီလာစောင့်သေးရကျင့်တယ်တိုင်းသူပြည်သားများကိုလည်းသင်တို့ဒီငါကဲ့သို့ကျင့်ရလို့ကျင့်ရတယ်တိုင်းသူပြည်သားများကရှင်မင်းကြီးကစကားကိုနားထောင်ပြီးတော့သူဘယင်းမင်းကြီးကသီလ၌ရဲတယ်
ဒီကိုယ်တိုင်လည်းသီလနဲ့မြဲတယ်လို့တိုင်းလူပြည်သားများကိုလည်းသီလနဲ့မြဲကြလို့ဒီတရားကိုထပ်ခါဟောတာတိုင်းလူပြည်သားတွေကလွယ်လွယ်ကိုလိုက်နာကြတယ်ဒါကြောင့်မို့သာလိလမင်းကြီးစိုးဆောင်တော့မိတိလာပြည်ကြီးနဲ့လူအားလုံးယောက်ျားမိန်းမကလေးလူကြီးအားလုံးသီလနဲ့မြဲကြတယ်တဲ့တတ္တဝတဲ့တပ်ဖြတ်ခြင်းမရှိကြဘူးကိုယ်တိုင်လည်းမတတ်ဘူးသူများလည်းမတတ်စေဘူးသူတစ်ပါးကိုတတ်ကြဖြတ်ကြဒါကိုလည်းနှစ်သက်ဝမ်းမြောက်ခြင်းမရှိဘူးအာမပေးဘူးသူများဥစ္စာကိုယ်တိုင်လည်းမခိုးဘူးသူများလည်းမခိုးသေးဘူးသူတစ်ပါးလည်းခိုးကြဒါလေးကိုလည်းနှစ်သက်ဝမ်းမြောက်ခြင်းမရှိဘူးအဲ့ဒီလောကမဟုတ်မှန်တဲ့စကားကိုကိုယ်တိုင်လည်းမပြောဘူးသူများလည်းမပြောသေးဘူးသူတစ်ပါးလည်းမဟုတ်မှန်တဲ့စကားတွေလောက်ကြံပြောကြဒါလေးကိုလည်းနှစ်သက်ခြင်းဝမ်းမြောက်ခြင်းမရှိဘူးအဲ့ဒီတော့သီလ၃မျိုးမြဲသွားတယ်သီလမြဲတယ်ဆိုဒီမှာဒါမလုံနဲ့မလုံတတ်ဘူးဆိုတာမလုံတဲ့နေရောပြီးရောအလွန်လွယ်တော့အကျင့်တချို့ကသီလအကျင့်ခက်ခဲတယ်လို့ပြောမဟုတ်ဘူးသီလဟာအကျင့်အလွန်လွယ်တယ်ဒါမလုံတတ်ဘူးဆိုတာမလုံတဲ့နေရောမလုံတဲ့နေရောနဲ့အလိုလိုပြည့်စုံသွားတယ်သီလအကျင့်တော့လွယ်တာဘာမှမဖြစ်ပိုက်ဆံတစ်ပြားမှမကုန်ဘူးရတော့အကျင့်သူကအေးရမပြတ်မှန်းနဲ့ဒီရမတော့နဲ့အဲ့ဒီတော့ငါးပါးဘိသတိခါဝတ်ပစိုးခဲ့တော့ငင်းငင်းညာညာတိုင်းသူပြည်သားတွေကလိမ့်လာလိမ့်တင်ကြတယ်ရှင်မင်းကြီးကအလုံးဝမြောက်တော်မူငါရဲ့တိုင်းသူပြည်သားများကြီးတော်ကြတယ်ငါဘယ်မင်းများရဲ့အစ်မြတ်ကပြင်းညတ်သောစကားကိုလိုက်နာကြတယ်တော်လိုက်ကြတယ်လူတွေဘင်းကြီးကအလုံးဝမြောက်ငါရဲ့တိုင်းသူပြည်သားတွေသူတော်ကောင်းတွေဖြစ်ကြတယ်ငါကြီးအေးချမ်းတော့နေလို့တစ်ခက်တိုင်းသူပြည်သားများကလည်းအင်းချင်းတော့နေကြတယ်ဘယ်မင်းများကြီးကငါးပါးပင်စတိခါဝတ်ပစိုးခဲ့တော့မြဲကြရမယ်ဆိုတဲ့စကားတိုင်းပြည်ကမြဲမြံတော့ကြောင့်ဘယ်သူကိုမှဖမ်းဆီးရခြင်းမရှိဘူးပြက်တန်းခတ်ရခြင်းမရှိဘူးဘာမှမရှိဘူးအမှုခင်းတွေမရှိဘူးအကုန်လုံးတိုင်းပြည်ကြီးကအေးချမ်းသာယာပြီးတော့နေတယ်သီလနဲ့မြဲပြီးဆိုမှပင်ဘာပြက်မှမရှိဘူးဒီတော့ဘယ်မင်းမြတ်ကြီးကတိုင်းလူပြည်သားတွေသူ့ပါပြီးပြင်းလို့လာငါရဲ့တိုင်းလူပြည်သားတွေတော်လိုက်အလုံးစိတ်ကောင်းဆုံးရှိကြပါလို့ငါပြောတယ်လို့ရင်းဝတ်စွာနေကြတယ်ဒီတော့ငါရဲ့တိုင်းလူပြည်သားတွေချမ်းသာအောင်ငါလုပ်မယ်ရှင်းနာတွေပေါ်လာမြို့ရဲ့မြို့ပြင်လေးပြင်မှာအရှိပြင်း၌အလူမန္တကြီးတစ်ခုဆောက်တယ်အနောက်ပြင်းနဲ့အလူမန္တကြီးတစ်ခုဆောက်လုပ်တယ်တောင်ပြင်းနဲ့လည်းအလူမန္တကြီးတစ်ခုဆောက်တယ်မြောက်ပြင်းနဲ့အလူတင်းကုတ်ကြီးတစ်ခုလုပ်တယ်မြို့ရဲ့အလယ်နဲ့အလူမန္တကြီးတစ်ခုဆောက်လုပ်တယ်နန်းတော်ရဲ့အပြင်ပေါက်တကားဝနဲ့အလူမန္တကြီးတစ်ခုဆောက်တယ်ပေါင်းတော့အလူမန္တကြီး6ခုအလူမန္တကြီး6ခုဟာလည်းရောအလူမန္တတစ်ခုနဲ့စေရနာကောင်းကြီးတင့်တော်တော့လူများကိုဒီအလူမန္တနဲ့ကြီးကြပ်ဖို့ရလူကြီးတွေထားတယ်သူရဲ့မိမှုတန်းလူကြီးတွေထားပြီးတော့ကမှအလူမန္တတစ်ခုလည်းတစ်နေ့ပဲအတပြား3သိန်းဆုပ်ပြီးတော့ပေးတယ်ဒီနေ့လည်းအတပြား6သိန်းတိုင်းလူကြီးသားတွေလှူဒါန်းတယ်ဒါဘယင်းမင်းကလှူတာဘယင်းမင်းကလှူရဲဆိုတော့ငွေတွေပေးတာမဟုတ်အစားလိုသောသူများကိုအစားပေးတယ်အဝတ်လိုသောသူများကိုအဝတ်ပေးတယ်လိုရာလေးအသုံးဆောင်တွေပေးတယ်အဲ့ဒီလိုနေ့စဉ်လှူတော့လူတွေကအလူမန္တသွားပြီးတော့နေရအလူမန္တသွားလှူခါရတယ်အနောက်ပြင်းနေသောသူများကအနောက်ပြန်ကမန္တအရှိပြင်းနေသောသူများကအရှိပြန်ကမန္တတောင်ပြင်းနေသောသူများတောင်ပြန်ကမန္တမြောက်ပြင်းနေသောသူများမြောက်ပြန်မန္တတချို့ကမြို့လည်းမန္တမြို့တော်တကားဝဘုရင်နန်းတော်တကားဝမန္တစသည်ဖြင့်ဒီဘုရားကျင်းလုံးညပဲလို့ထုံတုံးတွေထောင်းပြီးဘာမှမလုပ်ပဲနဲ့ဘုရင်ကလှူတော့ကိုခံရစနေကြတယ်ဒီတော့ပြောကြရရှိတယ်လူတွေကဘာမှမလုပ်ကြတော့ဘူးဘုရင်ရဲ့လူတွေကိုလှူခံစားနေတော့ဆန်းတွေဘဲကရမှာတော့အဝတ်တွေဘဲကရမှာတော့ဆိုရမလို့ပညာရှိတဲ့လူတွေကဘုရင်ရဲ့လူတွေလို့စားပြီမလို့အလုပ်မလုပ်ရရင်မနေနိုင်တဲ့လူတွေကအေးအေးချမ်းချမ်းသူကဘာလာသူတို့လဲတွေလှုပ်လို့နေရမောကလည်းမှန်လာကိုဘုရင်ကတရားညီးပြီးဆိုမှပြင်တိုက်ပြီကအလိုလိုဆန်းရည်တစ်ပါးကလှုပ်ခါလက်ကငင်းလေးလေးလှုပ်ရင်လည်းဆန်းစကားတွေကအလိုလိုပေါ်ကြတယ်ဒါတွေကသူနဲ့သူရဲ့ယောက်ကညှကြပြီးတော့ကြားကြဘုရင်ကနေ့စဉ်အတပြား6သိန်းဘန္တာတော်တိုက်ကဒီလိုဆုတ်တော့ဘုရားဘုရင်ဘန္တာတော်တိုက်မှာငွေတွေကုန်ခန့်မသွားပြီဘူးလားအလူဒါနဆိုပြီးစေရနာဖြစ်ပြီးဆိုမှပဲကံတရားကအလိုလိုဖြစ်ပေါ်လာတာဘယ်ဘက်ကစုပ်ကျဲညာဘက်ကသလဲဝင်းတဲ့စေရနာတွေချက်ပြီးဆိုမှပဲဘန္တာတော်တိုက်ကငွေတွေကလည်းစမ်းရည်တုန်းကရေတွေခတ်လို့မကုန်နိုင်တယ်လို့ပဲကုန်ခန့်သွားတယ်လို့မရှိဘူးတဲ့ကာမဝိပါဟောအသိဉ္ဇေရောကံတရားချက်မြစ်ပြီးဆိုမှပဲသူ့ဖာသူလာတာနော်အဲ့ဒီလိုအားလေးရှိတယ်
နန္ဒမင်းသားတို့ရှေ့ကကံကြောင့်သူ့တိုင်းပြည်ပဒေသာပင်လေးပေါက်တာဘယင်မင်းမြတ်တက်တက်လုံးပဒေသာပင်ကစွတ်ခုပြီးတော့ဒီလိုလေးကျုံးလုံးမြထွန်လုံးတွေသိပြီးတော့စားခဲ့ရဘူးလားအချိန်မျိုးလည်းရှိဘူးလေတတ္တဝါလေးရဲ့ကံတရားကစေရနာလေးကောင်းပြီဆိုတော့ကံတရားအလိုလိုကောင်းလာတာမှတ်ကြပြီးတော့ဒုဒုငါလေးအားလုံးကိုစိတ်ထားဖြူစင်ကြရမယ်စေရနာလေးဖြူစင်ပြီးဆိုမှပြန်ကံတရားလေးကကောင်းကျိုးတွေအလိုလိုလာမှာဖြစ်တယ်ဘုရားမင်းများရဲ့စေရနာလေးကောင်းတော့ကြောင့်တိုင်းသူပြည်သားတွေဆန်းလာလိုက်ကြတာဆန်းလာလိုက်ကြဘာမှမလုပ်ရဘူးဘာမှမလုပ်ရဘူးပြဘာမှုခင်းမှလည်းမရှိဘူးသီလနဲ့ရဲပြီးဆိုမှပြန်သီလဟာပထမဆုံးအရေးအခြေခံဖြစ်တယ်သီလေပဋိဋ္ဌာယနရောတပင်ညောသီလာဒီဟူတော့ကြောက်နေမှကြီးနေတော့ပညာရှိသူတော်ကောင်းကြီးကျင့်နေရတရားဘာဝနာဘာကျင့်ကြပေါက်တယ်လိုချင်တဲ့ဆန္ဒဘာတောင်းတောင်းရဒိဋ္ဌံခြင်းရဘာဒိဋ္ဌံရတယ်တချို့ကဒုများဒိဋ္ဌံလိုက်တာဘာမှရဘူးရပါမလားသီလမှမရှိပဲပထမအခြေခံကသီလကအခြေခံရတယ်ဘုရားသီလကတဘာမှမရှိဘူးသီလတဘာမှမရှိရဲဘာကြီးဒိဋ္ဌံလို့ရမှာတော့မှတ်ကြရသီလအခြေခံထားမှာဖြူစင်းနေတော့ပိတ်သားကြီးပေါ်ရေးကျင်ရလေးလွယ်လွယ်လေးရှင်းတဲ့ခဲ့မိမိစိတ်နှလုံးကိုကသီလအခြေခံထားသောပုဂ္ဂိုလ်ဟာအကုန်ရောက်တယ်တကားတယောက်ကမဲတဲ့ဆရာတော်ကြီးဘုရားဆရာတော်ကြီးပေးရလို့ရှိရင်ပေးတာချိန်ချချစ်မြတ်တယ်လို့ပြောကြပါလေတဲ့မြန်မာပြည်မှာလည်းဘုန်းကြီးတိုင်းပေးရကြပါလေအဲ့ဒီပေးရကြတာတွေကတချို့ပုဂ္ဂိုလ်ကထူးခြားတယ်တချို့ပုဂ္ဂိုလ်မထူးခြားဘူးလို့ပြောပါတယ်အဲ့ဒါပရိသတ်သိုးပါလားပုဂ္ဂိုလ်ကသိုးပါလားလို့တက်ကြလို့တစ်ချိကပါမောက္ခတယောက်ကဘုန်းကြီးမဲဘူးတယ်ဘုန်းကြီးအဖြေကစေရနာထိုးတယ်လို့ဖြေခဲ့ဘူးတယ်ပုဂ္ဂိုလ်ကအတူတူပါပဲပရိကလည်းဒီပရိပါပဲစေရနာထိုးတယ်ဆိုမေတ္တာစေရနာကရုဏာစေရနာထိုးတယ်နော်ဒါဆိုလို့ရင်းဖြစ်တယ်အဲ့ဒီတော့လူတွေကဒိဋ္ဌံပါလေဘာလို့မပြည့်စုံဘူးတတိတော့လူချင်းတာဘာလို့ချင်းလဲဆရာတော်ကြီးမေတ္တာပို့ပေးသမှာဆရာတော်ကြီးမေတ္တာပို့ပေးသမှာလဲလာလိုက်တဲ့စာလေးဓမ္မစရိယဥထိုက်လိုက်ထုတ်တဲ့သံဃာဘဝနေနေစာအုပ်ဖတ်ပြီးတော့ဘုန်းကြီးကလာလိုက်တဲ့စာလေးဘာကြောင့်မေတ္တာပို့ပေးပါညာကြောင့်မေတ္တာပို့ပေးပါလဲဘုန်းကြီးမေတ္တာကြီးတဲ့ငင်းကံတောင်းနေရတယ်သူတို့ကသီလလည်းမရှိဘူးမေတ္တာလည်းမရှိဘူးဘာမှမရှိဘူးသူများမေတ္တာကလကားယူအဲ့ဒီစာလေးတပုံလေးဖတ်နေတော့အရာကြီးတယောက်ဘုန်းကြီးကရောက်လာတယ်တောင်းတော်မှာဆရာတော်ကြီးကရောက်တဲ့စာလေးကများလိုက်တာဗျာဘာသာလေးလဲတဲ့ဟောတယ်ဖတ်ခြင်းဖတ်ကြည့်ပါအောင်လို့တိုင်းချင်းကြီးနဲ့အိတ်တော့ဆွန့်ထားတာသူ့ထိုးပြလိုက်တယ်သူကောက်ဖတ်သွားတယ်ဒါလေးဖတ်ပြီးတော့ဒီလိုတွေအချောင်းသမားကြီးဆရာသူတို့ကိုယ်ကဘာမှမလုပ်ချင်ဘူးသူတို့ကလည်းအကုန်လုံးဘုန်းကြီးမေတ္တာကြီးတော့ရှောက်တောင်းတယ်ဥပမာပြောမယ်သူတို့တောင်းရတဲ့မေတ္တာတွေကတကူတော့သူကသူ့မှာကျွေးရည်တင်းလို့တဲ့အဲ့ဒီကျွေးရည်ကျေးခြင်းလို့ဆရာတော်ကြီးမေတ္တာပို့ပေးပါကျွေးရည်ကျင်းနေတာလေဘုန်းကြီးကမေတ္တာပို့ပေးရမယ်လေရလိုက်လေအဲ့ဒီလိုဟာတွေမရှိရမဆိုင်ရမယောင်ရာချီလုံးသူကျွေးတယ်လားသူကသူအတုံးကျုပ်ကြီးလို့တင်တာဘုန်းကြီးကမေတ္တာပို့ပေးအဲ့ဒီကျွေးတွေကလည်းတရင်ကျုံမီစက်ချင်ပါလေတဲ့တရင်ကျုံမီနေမှရအောင်အချိန်ကန့်လာလို့အဲ့ဒီကျွေးတွေကျေဖို့ရအိမ်ရက်ချံရောက်ရင်ပါလေတဲ့အိမ်ရက်ချံကိုလည်းမြန်မြန်ရောက်ရအောင်မေတ္တာပို့ပေးပါအိမ်ရက်ချံရောက်ရတော့ကလည်းအနည်းဆုံး3 သိန်းခွဲလိုချင်တယ်အဲ့ဒါလည်းရောက်မှာဒါမှဖြစ်နိုင်မှာကိုအဲ့ဒါလည်းဆရာတော်ကြီးမေတ္တာပို့ပေးပါအဲ့ဒီလိုဟာကြီးအများကြီးလာတယ်အချို့ကတရားလာတဲ့စာကသား4 ယောက်ရှိတယ်အကြီးသားကဒီကလေးရပြီးကျောင်းသားတွေက9 တန်း10 တန်းလေတဲ့သားလေးကဘာမှမလုပ်ဘူးတဲ့ညနေကအရက်တွေတောက်ကြရောတဲ့မူးကြတယ်ဆူကြတယ်တဲ့သားလေးထိမ့်မရသိမ့်မရအဖေကစိတ်ပြက်လုံးနဲ့ဘုန်းကြီးကြောင့်ဆက်သွားလာပြားမလာတော့အမေပါတော့ဒီသား4 ယောက်နဲ့ဒုက္ခများပြီးတော့နေပါလေစိတ်မချမ်းသာလုံးတော့သမီးတယောက်ရှိတယ်သမီးကလောက်ကကြည့်တာတအိမ်လုံးထိုင်စားနေရတယ်အမေစိတ်မချမ်းသာလုံးလို့ပါဗျာဆရာတော်ကြီးမေတ္တာပို့ပေးပါသူသားရဲ့အရက်တောက်တာဘုန်းကြီးကမေတ္တာပို့ပေးရဒီကာကထခါလာတယ်တော်ကြလာပြန်ဒီမေတ္တာစေရနာရှိလို့တော့မဟုတ်ဘူးစာလေးထပ်မလာကြခြင်းလို့ဘယ်လိုလုပ်ရမလဲဆိုလဲညွှန်ကြားပေးပါအောင်တဲ့ပါသေးတယ်ဘုန်းကြီးမေတ္တာပို့လို့အချုပ်ခံရတဲ့လူမေတ္တာပို့လို့လွတ်တာပြရှိဘူးတဲ့ယောဂရဲ့မေတ္တာပို့လို့ယောဂပျောက်တာရှိဘူးတဲ့အယတမမေတ္တာပို့လို့အယက်ပြတ်သွားတယ်ရှိဘူးအဲ့ဒါလေးဘယ်လိုလုပ်ရမလဲညွှန်ကြားပါအောင်လို့စာလာတော့ဘုန်းကြီးကတော့မေတ္တာပို့တာပဲမေတ္တာပို့မယ်မသိဘူးဆိုလို့ရှိရင်ငါပြောလို့ဖောင်ဖွဲ့ပြီးတော့ဒီသား4 ယောက်ကိုသိဘူးကိုဖောင်ပြောတယ်နဲ့ငဒီတော့ပြောလိုက်တော့
တဏှာကလာတဲ့စာကောင်ရှိတဲ့ယောက်ျားကမယငယ်ယူလို့တဲ့အဲ့ဒါမေတ္တာပို့ပေးပါတဲ့ဒီယောက်ျားမယငယ်ယူရလဲဘုရားမေတ္တာပို့ပေးရမေတ္တာပို့ပဲပြည့်စုံနေလို့တဲ့အဲ့ဒါဘယ်လိုလုပ်ရမလဲညွှန်ကြားပေးပါလေနောက်ထပ်ဇာမလာသေးခြင်းလို့ညွှန်ကြားတာပို့လိုက်တယ်ဘုရားကတော့မေတ္တာပို့ပါလေမသိချလို့ရှိရင်အဲ့ဒီယောက်ျားကိုနှစ်ဖားကျိုးတအိမ်တိုင်းစီထားလိုက်တော့မှတ်ကြရောနောက်ထပ်ဇာမလာတော့အဲ့ဒီလိုလဲဒါတွေကဘာမှမသိဆိုင်မဆိုင်ဘုန်းကြီးရဲ့ဇာဝကချမ်းမြေသောဘဝနေနေချမ်းမြေသောဘဝကိုဘယ်လိုနေရမလဲဆိုတာတွေရေးတာသူတို့ဟာတွေကမသိရမဆိုင်ရတယ်နဲ့အဲ့ဒီလိုအလားတူအများကြီးလာတဲ့ဇာတွေယောက်ျားနဲ့တခြားတွေနေရတယ်တဲ့ယောက်ျားကတခြားမျိုးကကြောက်ဝကြီးဖြစ်နေတယ်ဒါဓမ္မသာသမီ9ယောက်နဲ့သူတို့မျိုးမှနေရတယ်သူယောက်ျားကိုသူတို့မျိုးကကြောက်မှလာပဲကြောက်ဝကြီးဖြစ်အောင်မေတ္တာပို့ပေးပါလေအဲ့လိုဟာလဲလာယောက်ျားနဲ့အတူနေခြင်းလို့တဲ့သုံးနဲ့ကြာပြီးဆက်နေရတယ်တဲ့အဲ့လိုဟာလဲပါတယ်တန်ကြံဖမ်းမှန်တခါတဲ့မရှိရမဆိုင်ရတဲ့ပြောမကုန်ဘူးတောင်းလိုက်တဲ့မေတ္တာတွေဒီလိုမဟုတ်ဘူးဘုန်းကြီးမေတ္တာကအဲ့လိုမလာဘူးဒါကြောင့်မို့သာဓိနာမင်းကြီးတိုက်လူကြီးသားလူများကိုတနာကရုဏာကြီးမားသောကြောင့်ပထမဆုံးမေတ္တာတရားကိုလည်းဟောတယ်မေတ္တာတရားထားကြကရုဏာတရားထားကြမုဒိတာတရားထားကြဥပ္ပခာဇမေသောတရား၄ပါးလည်းဟောတယ်သီလတရားကိုများများဟောတယ်သီလတရားတိုက်တော့သူရဲ့တိုက်လူကြီးသားတွေလူတွေကတော်လိုက်တာမိတ္တိလာပြည်ကလူတွေနော်တို့ဗမာပြည်ကလူတွေညာအဲ့ဒီမိတ္တိလာပြည်ကလူတွေလို၅ပါးသီလများလုံးကြဘယ်တော့ကောင်းလိုက်လဲနော်တခါတခါပြောနေတယ်အဲ့လိုမျိုးမိတ္တိလာကလူတွေတို့ရာ၅ပါးသီလအကုန်ရဲကြမယ်ဆိုလို့ရှိရင်အလှတင်းကုန်ကြီး6ခုတောင်မကဘူးအလှတင်းကုန်ကြီး10ခုလောက်တောင်ပေါ်ပေါက်လာမှာအခုကလူရဲ့လူတွေအများကြီးရှိတယ်စေနာကောင်းတဲ့လူတွေမြန်မာပြည်မှာအများကြီးရှိတယ်နော်တို့မြန်မာပြည်ကစေနာကောင်းတဲ့လူတွေအများကြီးရှိတယ်လူတယောက်က900တောင်းတယ်နောက်ကစာချချုပ်သေးတယ်အကျဉ်းဒီလူနာသူတို့ကားပေါ်သေးသွားလို့ရှိရင်နောက်က1500ပေးရမယ်လို့တောင်းတယ်အောက်မလေးကားသမားရဲ့ရိုက်ကလိုက်ပါတော့ဒါပဲကောင်းတယ်စေနာကနှိုးပြီးတော့မှမရှိဘူးလူကကိုယ်လေးစားရမယ်တနာပြီးတော့မယူပါဘူးဗျာရောက်ဆိုရင်ကျုပ်တို့ခင်ဗျာဓာတ်ကြည့်ပေါ်လိုက်လည်းပေးပါကျုပ်တို့ပို့ပေးရမယ်ဆိုရင်ဘယ်တော့ကောင်းလဲဒီလောက်မပေးတော့မှလည်းဆိုတော့900တောင်းလို့ကောက်ပါပြီ900ပေးပါမလို့ငှားပြန်တော့နောက်ကစာချချုပ်တာအကျဉ်းကျုပ်တို့ကားတော့ခင်ဗျာလူနာသေးသွားလို့ရှိရင်နောက်က1500ပေးရအောင်မယ်အဲ့တော့တားဝင်ပါနဲ့တော့ကရင်လူမသားပြက်သွားအောင်ရိုက်တော့ရိုက်တတ်လိုက်တော့အဲ့ဒီလူနာကိုဘုန်းကြီးကိုယ်တိုင်ကသူ့ဖေကဘုန်းကြီးတန်လာချက်တော့သူ့အိမ်ရောက်ပြီဘုန်းကြီးသွားပြီးတော့ပရိတ်ရက်ပြီးတော့ပရိတ်ရင်ကြိုက်ထားတယ်အဲ့ဒီလူနာကြီးကျမ်းကောင်းကောင်းမွန်မွန်ကျမ်းမာတတိချမ်းသာတာရှိကိုသွားလာနေရတယ်ဘာမှမဖြစ်ဘူးဘုန်းကြီးကမေတ္တာရိုးရိုးနော်ဘုန်းကြီးငါးပြားတစ်စိတ်မှမယူဘူးရိုးရိုးနဲ့အဲ့ဒီငါပဲပြောလို့အဲ့ဒီငါပဲသွားပြီးတော့ဘေးချင်းနဲ့ပတ်ပြဘေးရက်ပေးတယ်စကားမပြောနိုင်ဘူးရေမတောက်နိုင်ဘူးမတောက်နိုင်တော့ဆရာဝန်ကနှာခေါင်းလက်ကိုပြွလက်တက်ပြီးတော့ရေသွင်းနေတယ်အဲ့ဒီပြန်နိုင်တန်းတန်းလေးနဲ့နေလိုက်ဘုန်းကြီးကဗဇမတောက်နိုင်လို့ရှိရင်ဘုန်းကြီးပြောတဲ့ဘေးရေကိုဝါခေါင်းနဲ့ဆက်ပြီးတော့ဗဇစပြီးတယ်အဲ့ဒါပဲရေစိတ်တယ်အဲ့ဒီကစပြီးတော့ပြန်လန်းလာအခုတော့ပဂတိကျမ်းမာနေတယ်ဘာမှမဖြစ်ဘူးအရေးကြီးတာကမေတ္တာကရုဏာစေရနာဒီအရေးကြီးတယ်ဒါမို့မြန်မာပြည်ကြီးတစ်ခုပါပြောနေတယ်ဘုန်းကြီးတို့ကကြီးမားတော့မေတ္တာကရုဏာစေရနာဖြင့်မေတ္တာကိုဖြန့်ထားတယ်နော်ဆရာတော်ကြီးအလို့ရှိတာမှန်လိုက်လေလို့နောက်ကြလဲကျေးဇူးတင်ရမယ်ဘုန်းကြီးတို့ကမေတ္တာရှင်ကရုဏာရှင်တွေမြန်မာပြည်မှာဂျင်းချမ်းရှိတယ်ဒါကြောင့်မို့ဘာမှမသိရင်သာဓုနာမင်းကြီးဒီတိုင်းသူကြီးကလူများတွေကိုသူရဲ့သင်ကြားတော့ဒီမသောတရား၄ပါးကိုလည်းငြင်းငြင်းညွတ်ညွတ်နေကြတယ်၅ပါးပစ္စတိကိုလည်းလွယ်လွယ်ကူကူလိုက်နာကျင့်သုံးကြတော့ကြောင့်ဝမ်းမြောက်လုံးရောငါရဲ့တိုင်းသူပြည်သားတွေပိုးရချမ်းသာကြပါစေဟုနေ့စဉ်အလှမန္တကြီး6ခုကိုလုပ်ပြီးတော့အလှမန္တကနေ့စဉ်အတပြား6သိန်း6သိန်းကိုစုတောင်းတယ်တိုင်းသူပြည်သားတွေကဘယမင်းများရဲ့အလှမန္တကလူတွေကိုအလကားသူခမ်းပြနေကြလူတွေကလည်းစေနာနဲ့ရိုးစားကြတယ်သီလနဲ့ကြည်တော့ကြောင့်ဘယ်သူမှလောဘမကြီးဘူးလူကြီးတဲ့ပိုးရဘယ်သူကမှအလိုမရှိဘူးရေကလာခရီးနဲ့သွားကြရေးကြတော့ကြောင့်အလှမန္တကလည်းအကုန်လုံးလောက်တယ်အဲ့ဒီလိုနဲ့အသက်ဖြည်းဖြည်းကလာပါလို့ဒီလိုနေကြတယ်ဒီတော့လူတွေကဖြူဖြောက်နေတော့တရားနဲ့လည်းရင်းနေတော့ပေတိုင်းပေတိုင်းကတော့လူတို့ဒီအပယ်လေးကလာကြတယောက်မှမရှိဘူးတဲ့အကုန်လုံးနတ်ပြည်ကြီးတော့ရောက်ကြတယ်နတ်ပြည်ရောက်ကြတော့ဒါဝတွေကနတ်ပြည်ကသုတ္တမဇေယနဲ့နတ်သားနတ်သမီးအသက်တွေကအားကြီးပေါ်များလာနတ်သားနတ်သမီးလက်တွေကသုတ္တမဇေယနဲ့စကားပြောကြတယ်လူပြည်မှာမိတ္တိလာပြည်၌သာဓုနာမင်းကြီးဆိုတာအလွန်ကောင်းတယ်သာဓုနာမင်းကြီးရဲ့ကျေးဇူးတရားကြောင့်တို့နတ်ပြည်ရောက်လာတယ်သာဓုနာမင်းကြီးရဲ့ကျေးဇူးတရားတွေပြောကြတယ်အရင်ကရောက်နေပြင့်ရတော့နတ်သားဟောင်းနတ်သမီးဟောင်းတွေကအလွန်ကြည့်ကြမြင်နေတယ်သာဓုနာမင်းကြီးကိုဖုတ်ပြကြရတယ်ဒီကဲ့သို့တော့
ရှင်မင်းကြီးကိုတို့နတ်ပြည်နဲ့ဖူးကြဘယ်လောက်ကောင်းလဲလို့တောင်းတကြတယ်ဒီတောင်းကိုနတ်တို့ရဲ့တနင်တရားမင်းကကြားပြီးတော့သူရဲ့နတ်သားနတ်သမီးတွေကိုငါလူထုပေါ်တယ်နတ်ပလိတ်ကိုခေါ်ပြီးတော့မေးတယ်သင်တို့လူပြေကသာတိနာမင်းကြီးကိုဖုတ်တွေ့လိုကြသလားလို့မေးတော့မှန်လားပါဖုတ်တွေ့ကြပါလေဗျာသာတိနာမင်းကြီးတည်းကြားရလို့ဖုတ်တွေ့ရမယ်ဆိုရင်ကောင်းပါလေလို့ဆိုတော့သူရဲ့နတ်အများတို့ရဲ့တောင်းတခြင်းအရာငါရှင်မင်းကလည်းသာတိနာမင်းကြီးကိုဖုတ်မြင်လိုတော့ကြောင့်ဆိုပြီးတော့ဝိဇယန္တာနာယထာကိုကစီပြီးတော့နာယထာမှုတရားနဲ့လူပြေဆက်ပြီးတော့သာတိနာမင်းကြီးကိုပြင့်ပြီလို့လွတ်လိုက်တယ်ဝိဇ္ဇကြောင့်နာတာလူပြေဆင်းသွားပြီးတော့အဲ့ဒီသာရိနာမင်းကြီးကိုအပိတ်ဆက်လိုက်ဒီအခါကနာယထာမှုကလူပြေသွားတော့ကသူကဥပုံလေးရွေးချလိုက်လာပြေနဲ့ရွေးချလိုက်တယ်လူတွေကညာချမ်းအခါသမင်းစားပြီးတော့အေးအေးဆေးဆေးအိမ်တကားဝ၌ထိုင်းပြီးတော့ကောင်းတဲ့တွေပြောနေရတယ်မင်းတို့တို့ကလူပြေလာပြရတယ်ကောင်းကောင်းလိုက်လေတို့မှဘာမှမပူရဘူးနေရလည်းမပူရစားရလည်းမပူရသီလာလေးနဲ့မြဲပြီးတော့နေကြတော့အပြက်ကလည်းမရှိတော့သိရလည်းကြောက်စရာမရှိနာရလည်းကြောက်စရာမရှိကိုယ်ကိုယ်နဲ့သီလာနဲ့မြဲနေတော့သိရမှမကြောက်ဘူးဘာကြောင့်လဲဆိုတော့သိပြီးတော့မကောင်းတဲ့ဘဝရောက်မှာမဟုတ်ခဲ့ဘူးအဲ့တော့သိရမှလည်းမကြောက်နေရမှလည်းချမ်းသာအဲ့ဒီလိုစိတ်ဒီအလိုလိုကြည်လင်းနေကြတယ်တို့ချမ်းသာလိုက်တာလဲလည်းမချုံရရာလည်းမလုံးရနွားလည်းမကြောက်ရဘာမှပူပင်ကြောက်ရမယ်စမယံကသူ့ရဲ့လူတန်းကုတ်ကအလိုလိုခံပြီးတော့ကိုသားမယားနဲ့စားတော့နေကြရတယ်ဒီလိုခက်တော့အလွန်ရပဲဒီကြောင့်ဒါဘာကြောင့်လဲဆိုမိတို့ကလည်းဘယ်နည်းတကားနားထောင်လို့ဒီနည်းကငါးပါးသီလမြဲကြဥပုပ်နဲ့ဥပုပ်တောင်းရဆိုတဲ့စကားတော့နားထောင်မနဲ့သင်္ခါလျှောက်ဝန်းနေတယ်ဆိုရင်ရှင်မင်းကြီးကဒီလူတင်းတဲ့တွေထားသူ့မှမဟုတ်ဘူးမောင်ရဲ့အဲ့ဒါဆိုရင်ကျေးဇူးဆိုတာကျေးဇူးကြောင့်ကျေးဇူးကရှိတယ်နော်လူတွေကဒီနေ့အတွက်တော့လက်ခံပြောကြတာကိုယ့်ဘက်ကဆိုရင်းချက်ပြည့်စုံကြတယ်နားလည်ရသေးတယ်ရှင်မင်းကြီးကသူတို့ကိုဆိုတိုင်းကငါတိုင်းသူဒီသားများသည်ငါရဲ့အမိန့်ကိုနားထောင်ကြတယ်ငါရဲ့ဟောကြားတဲ့တရားလိုက်နာကြတော့ကြောင့်တိုက်ဒီမှာမှုခင်းတွေဘာမှမရှိဖမ်းရခြင်းမရှိချုပ်ရခြင်းမရှိကောင်းလိုက်တော့တာယာလိုက်တဲ့လောကကြီးဒီတော့သူတို့ကိုပေါ်ချမ်းသာအောင်လုပ်မယ်ဆိုတော့အပြူကြီးပေးတယ်ဝိရင်းနဲ့အမျှဒီလူကြီးပေးလို့ရှင်မင်းကြီးကလည်းသူ့ဝိရင်းရတယ်တိုက်သူကြီးသားတွေကလည်းဥပုံနဲ့စောင့်လို့သီလနဲ့နေရလို့ဒါနနဲ့နေရလို့နေကြတယ်တေတိုင်းရင်တော့ယောက်ျားမိန်းမကလေးလူကြီးအားလုံးနတ်ပြေးပြီးတော့နတ်သားတွေနတ်သမီးတွေဖြစ်ကြတယ်ဒီတော့နတ်ပြည်ကြီးကလည်းတာယာလိုက်တာဝမ်းပြောင်းလိုက်တာသာလိနာမင်းကြီးလက်ထက်မှာတို့ဒီနတ်ပြည်မှာနတ်သားနတ်သမီးတွေပေါ်များတယ်အလွန်ကောင်းတဲ့ရှင်မင်းကြီးပဲဆိုနတ်ပြည်ကနေခုညင်နေရတယ်လူတွေကကောင်းတဲ့တွေပြောပြီးတော့အိမ်တကားဝါနဲ့အေးအေးဆေးဆေးတကားပြောနေကြတယ်ကောင်းတယ်ကထူးထူးခြားခြားကြီးလာပြည့်ဝင်ကြီးတစ်ခုဆက်လာတယ်အရှိဘက်ကလာပြည့်ဝင်ကြီးတစ်ခုကကြီးကြတာအရှိဘက်ကလာပြည့်ဝင်ကြီးတစ်ခုပေါ်ဆက်နေတဲ့လက်ငင်းတစ်ထိုးထိုးနဲ့ကြည့်ကြတယ်ဟုတ်တယ်လာပြည့်ဝင်ကြီးတစ်ခုဘယ်တော့မှမကြုံဘူးလာတစ်ခုရမြင်ဘူးတဲ့ခုလာပြည့်ဝင်ကြီးတစ်ခုရှိတယ်ပြောနေတယ်မှာပဲအိမ်တကားအပြင်ဘက်ဆက်တဲ့ကလင်းတွေနဲ့ကကောင်းနေနေကိုမောကြည့်နေကြတယ်လာပြည့်ဝင်ကြီးတစ်ခုကရှေ့ပုံရဆက်လာတယ်လာပြည့်ဝင်ကြီးတစ်ခုကရှေ့ပေါ်တက်လာတယ်လာပြည့်ဝင်ကြီးမဟုတ်ဘူးနာယထာကြီးဟေးပြီးလာတယ်တပြေးပြေးနဲ့အဲ့ဒီဟာကျနေလာနာယထာကြီးတော့ပေါ့တယ်အဲ့ဒီကငါသားလည်းပါတယ်နာယထာကြီးဖြစ်ကလည်းနတ်မင်းပြန်လို့ပါတယ်နတ်မင်းပြန်တစ်ထောင်ကတယ်နှစ်ကောင်တွဲတွဲပြီးတော့နတ်မင်းပြန်လေးကရှေ့ကဝိုက်ပြီးတော့ပြန်လာကြတယ်နတ်မင်းပြန်နှစ်ကောင်တွဲလောက်ကမှနာယထာကြီးစိတ်ဆွဲပြီးတော့ပါလာတယ်နာယထာကြီးကတပြေးပြေးနဲ့နေလာတော့လူတွေကကြည့်နေကြတယ်တပြေးပြေးနဲ့ဆန်းတပြားပြီးတော့မြင့်နေရရောက်လာတော့နတ်မင်းပြန်လေးဝိုက်ပြီးတော့ဘောကပြန်ကြတာလူတွေကကြည့်ကောင်းတော့အလွန်ထူးခြားသောမြင်ကွင်းကြီးကိုဝမ်းသာအားရကြည့်ကြတယ်ဒီနာယထာကြီးဘာကြောင့်လာတဲ့တုန်းဘသူအတွက်လာတဲ့တုန်းသင်ကြီးအမျိုးမျိုးပြောကြတယ်ဘာသူအတွက်ဟုတ်လို့မလို့တို့တိုင်းကြီးကတို့သာလိနာမင်းရဲ့အတွက်ဖြစ်ရမယ်သာလိနာမင်းကိုလာပြလာဖြစ်မှာပဲကိုယ်ရှင်ရဲ့နဲ့ကိုပြောကြတယ်နောက်ကြည်ရင်ရဲ့နဲ့နေပြီးတော့သာလိနာမင်းရဲ့သုံးဆံရမသိလားပြည်ကြီးဘောကိုနာယထာနဲ့နတ်မင်းပြန်တွေကလက်ရရဲ့လှဲ့ပတ်ပြီးတော့သုံးချိန်ပတ်ပြီးတော့ခါသူတွေနေဆင်းလာပြီးတော့သာဓုကမင်းဆွမ်းဆံတော့နန်းတော်ကြီးရဲ့နန်းတော်တကားဝငါသားကြီးဆင်းရောက်လာဒီကသာဓုကမင်းကြီးကနန်းတော်ဘောကဆင်းပြီးတော့ယထာဦးလာပြီးတော့ဆုတ်ဆက်တယ်ယထာဘောကယထာမိုးကဆင်းလာပြီးတော့သာဓုကမင်းကြီးကရှ िख ောတယ်ရှ िख ောပြီးတော့အရှင်မင်းကြီးသာဝရဏနတ်ကြီးကနာအများနဲ့သာဓုကမင်းကြီးကအရှင်မင်းကြီးကိုနတ်ပြည်ကိုကြွလာမိုးပါကြွကြခြင်းတော့ကျွန်တော်နာယထာနဲ့တော့ဆက်လိုက်ပါလေ
အရှင်မင်းကြီးနတ်တွေကနာများနဲ့ကြားမင်းရဲ့တောင်းတခဲ့ကြဖြစ်ကြည့်ကြရအောင်နာရသားပေါ်တက်တော်မူပါကျွန်တော်နတ်တွေဆောင်ရသွားပါမယ်လို့တောင်းပါတယ်ဒီတော့သာသနာမင်းကြီးကကြားမင်းနဲ့လည်းကတာဝလီလာနတ်အများကလောလားတောင်းတတယ်ဆိုတော့မငင်းလာပြီဘူးပေါ့ဒီတော့မငင်းလာတော့ကြောင့်တိုက်ကြီးနဲ့မုဒိမယဘယ်နာတိကျင့်တော်လို့ကျွန်တော်ဒီငါတဲ့ကိုကြိတ်ကြံရငါတိုင်းပြည်ဒီငါးပါးသီလနဲ့မြဲတယ်လာပြီလာပဲဥပုပ်နေ့တိုင်းဥပုပ်သီလနဲ့ဆောင်သိကြဒီတရားကိုမြဲရကြငါရဲ့ပြည့်ဝတဲ့မြဲရကြငါနတ်ပြည်ခဏလိုက်ပါမယ်လို့မှားကြထားတယ်မှားကြထားကြပြီးတော့သူကတာမပြေတော့ဝတ်စုံလုံးဝတ်ရနတ်သူကမင်းရောက်တောင်းကြ၅ပါးလှပခံရအောင်ဝတ်စုံပြီးတော့နာယသားပေါ်တက်ထိုင်လိုက်တယ်နာယသားပေါ်တက်ထိုင်ပြီးနဲ့ကြပြိုင်နဲ့နာယသားမှုကငါမင်းမြန်တစ်ထောင်ရှစ်ကဝဲဝိုက်ပြီးတော့နှစ်ကောင်ပဲနှစ်ကောင်ပဲမိတ္တိလာပြည်ကြီးပေါ်ဝဲပြီးတော့နာယသားကြီးပြန်တက်သွားဒီကတော့ရှင်မင်းကြီးနာယသားပေါ်ပါသွားပြီလူတွေကမော့စီခိုးပြီးတော့ဝမ်းသာအားရပြင်းနေရတယ်တပြေးပြေးကြည့်ပြီးတော့လက်ရရဲ့သုံးမဆက်ပြီးတော့ကနာယသားကြီးညှို့တက်သွားမြစ်ကြီးတစ်ဆုံးမော်ကြည့်ပြီးတော့မမြင်ရတော့ကနာယသားကြီးတောင်းနေတာတော့ဆောင်းသွားသူတို့ငတ်လို့သုံးတာကိုယ်တော့လက်ဆန့်လက်ချက်စိတ်ကလေးတာဝန်ငတ်ပြီးရောက်သွားငတ်ပြီးရောက်သွားတော့ကဝိဉ္ဇာနာယထာကသူတို့ရဲ့သုဒ္ဓမာဇေယအမင်းမှာထိုက်တယ်သုဒ္ဓမာဇေယအဆင်းမှာနာယထာကဆင်းပြီးတော့ဒါတိနာမင်းကိုတွန့်သွားတယ်ရှင်မင်းကြီးငါများကရှင်မင်းကြီးကိုရှိခိုးကြရတယ်ခိုးကြကြရတယ်ရှင်မင်းကြီးကိုရှိကြရောကြောင့်ဖတ်ဒီမှာကြွပါဒီမှာကြွပါနိုင်နာဘုရားရှိတာလေပြီးတော့ခေါ်သွားတယ်နောက်တရားမင်းတွေကရှိကြော်ကြတယ်ကြော်ပြီးတော့သုဒ္ဓမာဇေယကတရားပလင်ပေါ်ကိုထိုင်ပြီးတယ်ဒါတိနာမင်းကြီးကညတ်ကြီးကတရားမင်းတွေကညာများရဲ့အလေသုဒ္ဓမာဇေယကတရားပလင်ပေါ်မှာသွားထိုင်ရထိုင်ပြီးတော့ရှင်မင်းကြီးညခိုင်းတဲ့ညတ်ကြီးရှိခိုးကြတယ်ဘာကြောင့်ရှိခိုးရလဲဆိုတော့သီလနဲ့ကိုယ်တိုင်လည်းမြဲတယ်တိုင်းပြည်ကြီးသားတွေကိုလည်းသီလနဲ့မြဲစေတယ်သီလနဲ့မြဲစေတော့ကြောင့်ဒီတိုင်းကတို့တို့ဒီနတ်ပြည်ကိုရောက်ကြတယ်အရှင်မင်းကြီးရဲ့သီလတရားဒါနတရားကိုအကျိုးပြုပြီးတော့နတ်ပြည်ရောက်ကြတဲ့နတ်သားနတ်သမီးတွေလည်းအများပါကြတယ်ဆိုတော့အဲ့ဒီနတ်သားနတ်သမီးတွေကလည်းဝိုင်းပြီးတော့ဝမ်းသာအားရရှိခိုးကြတယ်ရှိခိုးပြီးမှလူပြည်နဲ့ခေါ်တဲ့ခေါ်တော့နတ်ပြည်နဲ့ညများတယ်လေအရှင်မင်းကြီးတရားခေါ်တော့မူလားလို့တောင်းပါတယ်ဒီတော့ဒါလေးကမင်းကြီးကတရားခေါ်တယ်ဆိုတာထူးထူးခြားခြားမဟုတ်ပါဘူးတဲ့လောကကြီးကောင်းအောင်ဆိုးပြီးမှခက်ခက်ခဲခဲလုပ်ကြရဘာမှမရှိဘူးတဲ့ခက်ခဲမှုမရှိတတ္တဝါအသက်မတတ်နဲ့ဘုံတိုင်းလည်းမတတ်နဲ့သုံးရလည်းမတတ်စေနဲ့ဒီတစ်ပါးကိုတတ်ကြတာကိုလည်းဝမ်းသာခြင်းကြည်ရခြင်းရှိကြတယ်အဲ့ဒီတစ်ခုရဲတယ်သီလတစ်ခုရဲတယ်ဒီနည်းဥစ္စာကိုယ်တိုင်လည်းမခိုးနဲ့သုံးရလည်းမခိုးစေနဲ့ဒီတစ်ပါးကိုခိုးယူကြတာကိုလည်းနှစ်သက်ခြင်းမရှိကြနဲ့ဒီနှစ်ခုကိုသီလအကျင့်နှစ်ခုရဲပြီးတဲ့မဟုတ်မှန်တဲ့စကားလောက်ကြံပြီးတော့ကိုယ်တိုင်လည်းမပြောနဲ့သူများလည်းမပြောစေနဲ့ဒီတစ်ပါးကိုပြောကြတာကိုလည်းနှစ်သက်ခြင်းဝမ်းသာရင်အားပေးခြင်းမပြုနဲ့အင်းလည်းမလိုက်နဲ့အသာသိဖြစ်နေဒါမဟုတ်တဲ့စကားပြောမှရှိတယ်အသာလေးသီလသုံးပါးရဲသူကအိမ်သာမပြတ်မှန်းရဲ့သုံးပါးမြဲလို့ရှိရင်ကျန်ဟာကဘာမှမလိုတော့အလိုလိုစိတ်แท้ကိုကလက်ကျင်းပြီးသားဖြစ်သွားတယ်နောက်သေသမဒုက္ခဘုရားသေကြီးသေးရမတောင်းပထမဒုတိယတတိယဒီသုံးခုမြဲတာနဲ့ဟိုဟာလေးကအလိုလိုလွယ်သွားတယ်ဘာမှမလုပ်ချင်တော့အဲ့တော့၅ပါးတည်စတိမြဲသွားတယ်ဆိုရင်အကုန်လုံးကောက်သွားအဲ့ဒီလေတရားမြဲပြီဆိုမှပြန်အလှူဒါနပြုတာလည်းဖြစ်မြဲတယ်လိုချင်တဲ့ဆန္ဒတောင်းတတာလည်းပြည့်စုံတယ်ဒိဋ္ဌံကျအားလုံးလည်းလွယ်ကူတယ်တဲ့သီလနဲ့မြဲပြီဆိုမှပြန်အားလုံးကောက်တော့တယ်မှတ်ကြနော်အဲ့ဒီလိုကောင်းပြီဆိုမှရင်လောကကြီးအကုန်ကောင်းတယ်ဒါကြောင့်မို့ငါရဲ့တိုင်းပြည်သားလူများတို့ဒီသေတိုင်းနတ်ပြည်တို့ရောက်ကြခြင်းဒီငါဟောတဲ့တရားအထူးထူးတွေမဟုတ်ပါဘူးဒါကိုပဲဟောပါမယ်တဲ့အဲ့ဒီတရားလိုက်နာကြတော့ကြောင့်သူတို့ချမ်းသာသေးသေးအကျိုးကနေ့နေ့လူတင်းကိုကြီး6ခုကိုဆောက်လုပ်ပြီးတော့အတူတင်းကိုကအတတရား6သိန်းထုတ်ပြီးတော့တူထမ်းလေတဲ့ရှင်ငါကဗရာအပွားတယ်ဘယ်ဘက်ကတဆုပ်ပြညာဘက်ကတလဲကိုသူတစ်ထက်ရှင်ငါအပွားနေတော့ကြောင့်နေ့နေ့6သိန်းဘယ်ရင်ဘန္နာတော်မှာဝေဒီထုတ်သုံးနေတော်လဲတဲ့ဘန္နာတော်တိုင်း၌ဝေဒီကုန်ခန့်သွားတယ်ဘယ်တော့မှမရှိဘူးစမ်းကြောင်းကစမ်းရည်ကရေဘယ်လောက်ခက်ရေဒီကုန်ခန့်သွားခြင်းမရှိတဲ့တဲ့စေနာဆိုအံ့ဩဖို့ကောင်းတယ်နော်တန်တရားတွေအဲ့ဒါမှတ်ထားကြမရှိတော့သူစေနာကောင်းတာအလိုလိုရောက်လာလိမ့်မယ်မှတ်ထားကြနော်ဒ
တို့ဆင်းရဲလိုက်တာဆင်းရဲလိုက်သင်္ဃာကောင်းတော့ဖြစ်တယ်နော်အဲဒီနေ့ကဒီဝတ္ထုခေါ်တာမို့အခြားကံတရားအကျိုးစိတ်ပြီးအသက်စိတ်တွေခေါ်တဲ့တရားမျိုးလည်းလာအောင်မယ်နော်နောက်မင်္ဂလာပြုအသင်းတိုင်းမှာဟောမယ်အဲ့ဒီကြတော့ရဟန်းပုဂ္ဂိုလ်တွေကလူတွေရောအဲ့ဒီမှာအခြားနေရာမဟောတဲ့တရားတွေဟောသွားအောင်မယ်ဘုန်းကြီးကအခြားပုဂ္ဂိုလ်တွေမဟောတဲ့တရားလိုတဲ့အကွက်ကလေးတွေဝင်းဝင်ခေါ်တယ်အဲ့ဒီတရားမျိုးဒီနေ့ဒီတရားကနောက်တော့နာမည်ကနှစ်သက်လိုတော့ကြောင့်သာလိနာမင်းကြီးတရားဒီဒါဝိနာကလူပြည်ဆင်းဆောင်တာသိနေရတယ်သာလိနာမင်းကြီးရှိနေသေးတယ်ဒီတော့နာမည်ရဲ့တောင်းတာပြအရာကြောင့်တရားမင်းကသာလိနာမင်းကြီးကိုတောင်းတယ်အရှင်မင်းကြီးနာမည်ကအရှင်မင်းကြီးတရားကိုကြားနာရဖြစ်တဲ့နေပါတယ်ရှင်မင်းကြီးရဲ့တရားကိုသက္ခါသကလူနာမည်ကကြားနာခြင်းပါလေအရှင်သာလိနာမင်းကြီးနတ်ပြည်ရောက်ခိုက်မှာပြောတော့စံစမ်းနေပါကျွန်တော်ရဲ့တရားမင်းရဲ့ရှိတဲ့ချက်ဝက်ခွဲပေးရရတယ်ဆိုပြီးတော့တရားမင်းကသူ့ရဲ့ရှိတဲ့ချက်ဝက်ခွဲပေးတယ်တဲ့တရားမင်းကတာဝလိနာပြည်မှာဥယျာဉ်ကြီး၄ခုရှိတယ်အဲဒီဥယျာဉ်ကြီး၄ခုရှိတယ်ဘုံကျက်တက်ကြီးတွေ၄ဆောင်ရှိတယ်အဲဒီလိုရှိတဲ့ချက်ဝက်နှစ်ခုခွဲပေးတယ်တရားမင်းရဲ့ရှိစဉ်တွေထဲမှာတရားမင်းမှာနတ်မိဗျာပေါင်း၃တွေနဲ့6တန်းရှိတယ်၃တွေနဲ့6တန်းကိုလည်းတာလိနာမင်းကြီးချက်ဝက်ခွဲပေးတာလည်းပါတယ်တရားမင်းနတ်ပြည်ပြောင်းလို့လေအဲ့ဒီလိုတရားမင်းကသူ့သိတဲ့ချက်ဝက်ခွဲပြီးတော့နတ်ပြည်မှာနတ်တုတ်ဓာတ်တွေစားပြီးတော့နတ်ပြည်ကဒုရိယာတွေနဲ့နတ်ကကြဲတွေနဲ့နတ်ပြည်ပြောင်းလို့နတ်ပြည်ထားလိုက်ကြတာဝမ်းသာအားရသူ9ရက်တစ်ကြိမ်မှာနတ်ပြည်သွားပြီးတော့သူ့ဓမ္မစီကသွားပြီးတော့တရားဟောတယ်ကျန်တဲ့အချိန်နတ်ကြီးတွေခံစားစံစားသေးတဲ့နတ်တွေကပြင်းရောကြလုံးလို့အဲ့ဒီလိုနေခဲ့ရတာဘယ်လောက်ကြာလဲဆိုတော့နတ်ပြည်နဲ့အရက်9ရက်ကြာသွားတယ်9ရက်ကြာသွားတော့ဒါလိနာမင်းကြီးကနတ်ပြည်မပျော်တော့ဘူးတဲ့နတ်ပြည်ငင်းရသွားတယ်မပျော်တော့ဘူးဆိုရင်နတ်စည်းစိမ်တွေတဲကြီးမလို့တင်တော့ငင်းရသွားတယ်စည်းစိမ်တွေအီသွားတနည်းအားဖြင့်အဲ့တော့သူကပြောတယ်တရားမင်းတင်းရဲ့စည်းစိမ်ကိုချက်ဝက်ပေးလို့ကျွန်တော်လူဘဝလူခန္ဓာကိုယ်နဲ့နတ်ပြည်တက်ရင်နတ်စည်းစိမ်ခံစားနေတာကျွန်တော်9ရက်ကြာပြီဒီလောက်ဆိုတော်လောက်ပြီနတ်ပြည်ငင်းနေပါပြီလူပြည်ဆင်းမရပြီတော့ပြောတယ်ပြောတော့တရားမင်းကရိပ်ရိပ်တယ်ဘာကြောင့်ငင်းဝရတယ်လဲဆိုတော့လူခန္ဓာကိုယ်နဲ့နတ်ပြည်တက်ရင်နတ်စည်းစိမ်9ရက်ခံစားတယ်ဆိုဒီမှာအချိန်ကတော့မနည်းဘူးလူပြည်နှစ်ပေါင်း100ကြီးဒါဝိနာနတ်ပြည်နဲ့တစ်နေ့နဲ့တစ်ညလာကြားတယ်လူပြည်9ရက်ဆိုတော့နတ်ပြည်9ရက်ဆိုဒီမှာလူပြည်နှစ်ပေါင်း900ကြာသွားတယ်ကြာသွားတယ်ဒီတော့သူကနတ်ပြည်ငင်းရခြင်းသူ့ရဲ့ကံတရားကုန်သွားတယ်လူရဲ့ခန္ဓာကိုယ်က9ရက်ကပုံမနေနိုင်ဘူးမနေနိုင်တော့ကြောင့်ဒါကတော့သူ့ရဲ့ကံတရားပြောတာနော်ထို့တဲ့နတ်ပြည်ကျက်ပြီးတော့တရားမင်းရဲ့စီးရင်ခံစားတာတရားမင်း34ဒီတိုင်အောင်တော့ကံတရားမကုန်တော့မင်းကြီးရှိသေးတယ်ဆိုတော့အဲ့ဒါကဒီဝတ္ထုတဲ့မပါဘူးအဲ့ဒါဒါလိနာမင်းကြီးက9ရက်ပဲကုန်သွားတော့တရားမင်းကအရေးအကဲနားလေသူကကံတရားကုန်သွားပြီရှေ့ဆက်လက်နေနေကမသွားလို့ပြီးတော့အလိုက်ကြည့်ပါလေကောင်းပါပြီအတင်မင်းကြီးနတ်ပြည်ငင်းဝင်လို့ရှိတယ်လူပြည်ပြန်ပို့ပါမယ်လို့သူနာယထာမှုခေါ်ပြီးတော့ဝေစယံတန်နာယထာကိုတင်းတင်းပြီးလူပြည်ပြန်ပို့လိုက်တယ်လူပြည်ပြန်ပို့လိုက်တော့ခေါ်ကြတယ်မိတိလာပြည်ကြီးရောက်သွားတော့အခါနတ်ပြည်ပြင်လာတော့ကတော့မိတိလာပြည်သူပြည်သားလူများတွေပြည်မျိုးဝမ်းသာစေခြင်းအကျိုးကညမင်းပြန်တစ်ထောင်နဲ့ရှေ့ကဆင်းလို့2ကောင်နဲ့ဝိုက်ပြီးတော့ပြောင်းဆန်းလေးပုံလူများမြင်သေးတယ်လူတွေပြည်မျိုးဝမ်းသာဆိုရှိခိုးကြတယ်ပြန်ပို့တော့အခါနာယထမမြင်သေးဘူးနာယထကိုသူတို့မြင်သေးမှမြင်ရတယ်နတ်သားကိုမြင်သေးမှမြင်ရတယ်အခုတော့ဒီလိုလေးမြင်ဖို့မလိုဘူးဆိုတော့နာယထလည်းလူတွေမမြင်သေးဘူးနတ်သားလည်းမမြင်သေးဘူးအမြင်သေးတဲ့နဲ့ဖြစ်ခနဲ့သူဆိုးဆောင်ခဲ့တော့နန်းတော်တွေကဥယျာဉ်တွေကိုချထားခဲ့တယ်ဒါလည်းမင်းကြီးကဥယျာဉ်တွေရောက်ပြီးကျမ်းနေရတယ်နာယထပြောင်းသွားတယ်ဒါလည်းမင်းကြီးကဟိုအရင်တော့ငါနေခဲ့တဲ့နန်းတော်တွေကဥယျာဉ်ကြီးပဲလို့လူလာခောက်ပြန်သိညာလျှောက်နေတယ်ဒီကဥယျာဉ်မိုးကမြင်တယ်ငါဥယျာဉ်ကလူတယောက်ရောက်နေတယ်ဘယ်ကလူပါလဲသူကမသိဘူးသူကမင်းကြီးမသိဘူးဘယ်ကလူပါလဲလို့မသွားမေးတော့အတင်ဘယ်သူလဲလို့မေးတော့ငါမင်းပဲဆိုတော့တင်လို့မင်းကိုသွားကြတော့ဥတင်ဆိုတော့သိုးချင်းကမိတိလာပြည်ကြီးသိုးဆံနေတာမင်းကနာရကမင်းက
နာဂရာမေဆိုဒီမှာတာရိနာမင်းကြီးရဲ့သားတော်ကမွေးတော်မြေတော်ကမွေးတော်မြစ်တော်ကနေတော့90မြောက်ဖြစ်တော့မြစ်တော်ဖြစ်တယ်ထိုးတဲ့ကလူတို့တဲ့တရားလမ်းဖြစ်တယ်တရားလမ်းကြတော့ကရှင်မင်းတပါးနားရွာလာရတယ်9ကြိမ်မင်း90ပြောင်းပြီးတော့90မြောက်မြစ်တော်ဖြစ်တော့ကြောင့်မသိဘူးဒီတော့ရှင်မင်းသွားတော်ဦးဒင်းကြီးဆိုတော့ဥယျာဉ်ဘုရားသွားတော်ဦးဒင်းတယ်အရှင်မင်းကြီးဥယျာဉ်ထဲမှာမင်းလို့ပြောပါပဲမင်းကြီးတပါးရောက်နေပါလေကျွန်တော်ရှင်မင်းသွားအကြောင်းကြားပြီဆိုလို့ကျွန်တော်လာပြီးတော့အကြောင်းကြားပါတယ်လို့ဆိုတယ်ပြီးတော့နာရရာမင်းကကောင်းပြီသူကမင်းဆိုလို့ရှိရင်ညောင်းတော်လည်းတင်ဥယျာဉ်နဲ့တင်သွားပြီတန်ရှင်းအောင်လည်းသုတ်တင်ရှင်းလင်းထားတယ်ငါကဲ့သို့တော့ရှင်မင်းဖြစ်တယ်ရှင်မင်းနှစ်ပါးဆိုင်ရင်ရာလာပလည်းနှစ်ခုခင်းတာနဲ့ရှင်းလို့ခင်းတာနဲ့သူကသင်္ခန်းရတယ်ပြီးတော့ဥယျာဉ်ဘုရားသူကဘယင်ရဲ့အမိန့်တိုင်းညောင်းတော်ကြီးကလည်းတန်ရှင်းအောင်ပြုပြင်ပြီးတော့မကြောင်ရင်ပါပဲရှင်မင်းနှစ်ပါးထိုင်တော်မူရန်ရာလာပလည်းနှစ်ခုရှင်းထားတယ်ဒီကသာရိနာမင်းကြီးကမြင်လို့အချင်းဥယျာဉ်မှုသင်ပါလောက်တာလဲမေးတယ်ရှင်ဘုရားကျွန်တော်တို့ဘယင်မင်းမြတ်ကသူလည်းရှင်မင်းငါလည်းရှင်မင်းဆိုလို့ရှိရင်မင်းမပါဆိုင်ရနေရာကိုတင်ခိုင်းလို့ကျွန်တော်ပြင်ပါလဲလို့ဆိုတယ်သာရိနာမင်းကြီးကသိတယ်ငါတို့ဘုံကိုအန်ကြီးပေါ်နဲ့ပြည့်စုံတော့မင်းချအခြားမိသူမှရှင်းရဆိုင်ရတာမစွမ်းဘူးသူကဒီစကားထုတ်ပေါ်မပြောဘူးမပြောဘဲနဲ့ရာဇပလင်တစ်ခုခင်းထားရတစ်ခုရောပလင်ပေါ်သူ့ထိုင်တယ်တစ်ခုရောပလင်ပေါ်သူကရှင်းတင်ထားတယ်ဒီကောင်မှာနာဂရာမင်းကသူ့ရဲ့အဆောင်ကြလေးနဲ့ဥယျာဉ်နဲ့ထွက်လာတော့သာရိနာမင်းကြီးကိုလှမ်းမြင်တော့သာရိနာမင်းကြီးထိုင်းနေပုံသူကအရေးကျက်နားလေတခုရောပလင်ပေါ်ကိုသူထိုင်းနေတခုရောပလင်ပေါ်ရှင်းတင်ထားပုံထောက်တော့ခိုးပလင်ပေါ်ငါထိုင်းရင်းကမစွမ်းဘူးမထိုင်းအပ်ဘူးလို့ပြောခြင်းဖြစ်တယ်လို့နာဂရာမင်းကအရေးကျက်နားလေတော့သိတော်တဲ့နေရာကထိုင်းရှိခိုးပြီးတဲ့ခါကျမှအင်္ဂလာပစကားပြောတယ်စကားပြောပြရတဲ့ကြိုင်နဲ့သာရိနာမင်းကြီးကဆံရမထဘယ်လိုလဲကြားမချင်ဆံရမထပြီးတော့ဥယျာဉ်တဲ့ထိုမအိမ်မှာလူလာခောက်ပြန်စိတ်ညာလျှောက်တော့သူရဲ့အရေးကျဲကိုမြင်တော့အားဖြင့်နာရတာမင်းကသူ့နဲ့မကမ်းလို့တော့လိုက်ပြီးတော့စိတ်ညာလျှောက်လို့စကားပြောတယ်ဒီနဲ့ဘယ်နည်းရှိတော့ပညာရှိအမှတ်ရှိသေးတယ်လားမရှိပါဘူးဗျာဘယ်နည်းရှိတော့တရားသူကြီးရှိသေးတယ်လားမရှိပါဘူးဗျာဒီဥယျာဉ်တိုင်းနဲ့ရှင်းခါကဘယ်နဲ့ဘယ်တက်ပင်ကြီးရှိသေးတယ်လားမရှိပါဘူးဗျာနှစ်ပေါင်း900ကြာပြီဘာရှိတော့မလဲမရှိတော့ဘူးရှင်းကဟောင်းနေဟာကြီးအကုန်လုံးကြောင်းပြီးပြည့်စည်ပြီးရှိတယ်ဘိက္ခဏဓမ္မောဘိက္ခတိနတ္တတမောနတ္တတိလောကကြီးအမြဲမရှိတတ္တဝါကြီးအမြဲမရှိအရာဝတ္ထုကြီးအမြဲမရှိဘာမှအမြဲမရှိဘူးပြောင်းလဲသွားမြဲဓမ္မတာဖြစ်တယ်ယနေ့မြစ်ပြောင်းမြင်ရတော့လူတို့ဒီနောက်အဖြစ်တရားအတွင်းဘယ်သူမှမဖြစ်ကြတော့အာလုံးပြောင်းလဲပြည့်စည်သွားမှဒီဖြစ်တယ်နှစ်ပေါင်း900ကြာတဲ့ဒီဖြစ်တော့ကြောင့်ငါဘယင်မင်းများဖြစ်နေသိစံခဲ့ရင်းကရှိကြတော့သူတို့ဘယ်သူမှမဖြစ်ကြတော့ဘူးငါတယောက်သာရှိတော့တယ်ဆိုရဲအနိစ္စသဘောတရားကိုပိုင်နိုင်စွာမြင်တော်မူရဲ့ပြီးတော့ငါဒီတင်တို့ရဲ့ပါကြီးတော့90မြောက်စဉ်ကသိစံရတော့တာဒိနာမင်းကြီးဖြစ်တယ်လို့ပြောပြတယ်ဒီငါမှနောက်90မြောက်ဖြစ်တော့မြတ်တော်ဖြစ်တယ်လို့တာဒိနာမင်းကြီးကအမိန့်ရှိတာမှနာရတာမင်းကသိတယ်ပြီးတော့ပါကြီးတော့ခင်ဗျာဒီလိုဆိုလို့ရှိရင်အိမ်မိကိလာပြည်ကြီးကိုပြန်ပြီးရဲ့ကျွမ်းမို့အုပ်ချုပ်ရမလုပ်တော့မူပါဒီတိုင်းပြည်ကြီးကိုအနှင်းပါလေလို့လျှောက်ထားတယ်ဒီတော့တာဒိနာမင်းကြီးကအမိန့်ရှိတယ်အရှင်းတာနာရတာမင်းငါဒီတိုင်းပြည်ကိုကျွမ်းမို့အုပ်ချုပ်ရမလုပ်ချင်တာအလိုမရှိတော့ဘူးငါရင်နတ်ပြည်ရဲ့တရားမရှိတဲ့တောင်ချုပ်ရအာရုံရှိတဲ့ခံစားခဲ့ပြီးလူလောကလူရှိတယ်လည်းအလိုမရှိတော့ဘူးနတ်ရှိတယ်လည်းအလိုမရှိတော့ဘူးငါဒီရှေ့တုန်းကပြုနေဖြစ်တော့အလူဒါနဝတ်ချက်လွန်းနေခဲ့ဒီမှာနှစ်ပေါင်း900ကြာပဲဒီငါစင်းလုံးလို့တိုင်းပြည်အုပ်ချုပ်တုန်းကနေတယ်ငါကိုယ်တိုင်စီလာနိုင်နေတယ်တိုင်းပြည်ကြီးကလူများတို့ကိုလည်းစီလာနိုင်စောင့်သိနေတယ်ငါရဲ့အမိန့်လိုက်နာရဲ့စီလာနိုင်စောင့်သိကြတော့ကြောင့်တိုင်းသူပြည်သားတွေအလှခံတိုက်သောပုဂ္ဂိုလ်တွေဖြစ်တယ်စီလာနိုင်နေတော့ကြောင့်စီလာရှင်တွေဖြစ်ကြတယ်အလှခံတိုက်တော့ကြောင့်သူတို့ကိုနေစဉ်အလှမန္တကြီး6ခု6လုပ်ပြီးတော့အလှဝတ်တွေကိုပြုစုခဲ့တယ်အဲ့ဒီလိုပြုစုရဲ့နေသူ
ငါဒီခုနှစ်ရာကြားခဲ့ပြီးတော့အလူဒါနနဲ့သူ့တော့လေဒီကိုခုနှစ်ရာကြာအလူစုခြင်းပါသေးတယ်ငါသူတစ်ခက်တော့အလူမန္တကြီး6ခုကိုဆောက်လုပ်ပါလို့ခိုင်းတယ်ပြီးတော့နာရမင်းကလည်းဘောတော့သာလိနာမင်းရဲ့အမိန့်တိုင်းအလူမန္တကြီး6ခုကိုဆောက်လုပ်တယ်အရှိချင်းအနောက်ပြင်တောင်မြေမြောက်ပြင်ညွှန်လေအလူငန်းတော်တကားကအလူတင်းကိုကြီး6ခုဆောက်လုပ်ပြီးတော့နေ့ခုနှစ်ရက်တိုင်းဘယင်ဘာသာတော်မှာအတပြား6သိန်းထုတ်ကြပေးတယ်ဒီသာသာလိနာမင်းကြီးကိုတော်တိုင်းအလူမန္တလေးကိုတိုင်းသွားရင်ကြည့်ကြပြီးတော့အလူကြီးခုနှစ်ရက်တိုင်းအလူကြီးပေးခုနှစ်ရက်တိုင်းအလူကြီးပေးပြီးတော့ခုနှစ်ရက်မြောက်သောနေ့မှာပဲအိပ်ပျော်ယောက်ျားငိုတော်လာခဲ့တော့လူဘဝမှာခန္ဓာကိုယ်အုံကြီးချထားခဲ့ပြီးတော့နတ်ပြည်နဲ့နတ်သားဖြစ်နေသူတည်ပြီးတော့နတ်ပြည်သွားပြီးတော့နတ်သားဖြစ်သွားတယ်ရှင်းခါသူတော်ကောင်းတို့ဒီလူဘဝကနတ်ပြည်သွားကိုအလွယ်လေးနတ်ပြည်ရောက်ဖို့ဆိုဘာမှမခက်ခဲဘူးနော်တက္ကသာကုသိုလ်ရှင်များပြောပါရာမည်ထနတ်ပြည်တောပါဏံလွယ်စွာတကြောင်ဆောင်းလန်းစေကားဒီပါပေသည်ဒီနာသုံးတော်ကြီးညပြီးဆိုမှဒီနတ်ပြည်ရောက်ဖို့ဆိုတာအမှုဒါနအလွယ်လေးပဲတဲ့ပြီးတော့ငယ်တော့များတော့မဟုတ်နတ်ပြည်သွားဖို့ရဆောင်းလန်းစေကားဖြစ်တယ်တဲ့အဲ့ဒီတရားဘုရားရှင်ကိုတော့ဟောလာတယ်တဲ့ဒါကြောင့်မို့နတ်ပြည်ရောက်ဖို့အလွယ်လေးရဲ့နတ်ပြည်သွားဖို့လမ်းစဉ်ကလည်းအလွယ်လေးရဲ့နတ်ပြည်သွားဖို့လမ်းစဉ်သိခဲ့တော့အခြားလမ်းစဉ်တွေလည်းအလွယ်လေးပဲသူနည်းနဲ့သူဟန်သူနည်းမှန်ပြီးဆိုမှပြင်ဘယ်ရာမှခက်ခဲမှမရှိပါဘူးတဲ့ဒါကြောင့်မို့တတ္တဝါတွေတန်တရာကျင်းပြီးကြရမှာအရင်ကဘာလဲဆိုတော့စိတ်ဓာတ်ဒိဋ္ဌာဖြစ်ဒီနာဟံဘိက္ခဝေစိတ်ဓာတ်ရှင်သောဘုရားဟောစိတ်တစ်ခုကလောကကြီးကိုဖန်ပြီးတယ်စိတ်ဒေနာနေတိလောကောစိတ်ဒေနာနေတံပဇံလောကကြီးကိုစိတ်ဒေနာစိတ်ဖြင့်နေတိဖန်စေ၏ပဇံတတ္တဝါကိုစိတ်ဒေနာစိတ်ဖြင့်နေတံဖန်စေ၏ဒါကြောင့်မို့နတ်ပြည်ဖြစ်တာလဲလူတို့စိတ်ကြောင့်ဓမ္မပြည်ရောက်တာလဲလူတို့စိတ်ကြောင့်လူပြည်လူလာဖြစ်တာလဲစိတ်ကြောင့်အပေလေးကကြာရောက်ကြတာလဲစိတ်ကြောင့်ပဲဖြစ်ဒီကြောင့်နဲ့ဆက်လို့ဘုန်းကြီးကလူတွေလွယ်လွယ်လေးသိကြပါသေးတော့ပြည်တော်လေးရေးတာဘုန်းကြီးရှိကဆိုပြီးမှလိုက်ဆိုကြလူပြည်နတ်ပြည်ဓမ္မပြည်ရှင်လီစိတ်ကြောင့်သာလူပြည်နတ်ပြည်ဓမ္မပြည်ရှင်လီစိတ်ကြောင့်သာလူပြည်နတ်ပြည်ဓမ္မပြည်ရှင်လီစိတ်ကြောင့်သာတိုင်ဆိုကြမယ်ဓမ္မပြည်ရှင်လီစိတ်သုံးပါတော့အပေလေးကကြာကြတာလဲစိတ်ကြောင့်ပဲတဲ့ငရဲဖြစ်တယ်ကြည့်တဲ့ဇံပြိတ်တယ်စိတ်ဓာတ်ဖြစ်တယ်အတူရာဖြစ်တယ်လူတို့ရဲ့စိတ်ကြောင့်ဖြစ်တာလူကမှဆွဲမချဒါကြောင့်မို့အပေလေးကကြာသူများမှတ်ထားစိတ်ကြောင့်သာအပေလေးကကြာသူများမှတ်ထားစိတ်ကြောင့်သာဆိုကြမယ်အပေလေးကကြာသူများမှတ်ထားစိတ်ကြောင့်သာအပေလေးကကြာသူများမှတ်ထားစိတ်ကြောင့်အပေလေးကကြာသူများမှတ်ထားစိတ်ကြောင့်သာလူကောင်းဖြစ်တာလဲစိတ်ကြောင့်လူသောဖြစ်တာလဲစိတ်ကြောင့်မြတ်သောသူဖြစ်တာလဲစိတ်ကြောင့်ရုပ်သောသူဖြစ်တာလဲစိတ်ကြောင့်ပဲတဲ့ဒါကြောင့်မို့ကောင်းဆိုးယုံညဖြစ်လာတတ်မကြစိတ်ကြောင့်သာကောင်းဆိုးယုံညဖြစ်လာတတ်မကြစိတ်ကြောင့်သာဆိုကြမယ်ကောင်းဆိုးယုံညဖြစ်လာတတ်မကြစိတ်ကြောင့်ကောင်းဆိုးယုံညဖြစ်လာတတ်မကြစိတ်ကြောင့်ဘယ်မှာဆိုကြမယ်တချို့ကစိတ်မှမပါဘူးပြင်းမှုပြင်း
ပါလက်ပါဆိုရတယ်အလုပ်လုပ်တယ်ကောင်းလို့ကောင်းဆွေးရင်းရဖြစ်လာတာမှတ်ရစိတ်ရောက်တာဒီဓမ္မကပါဘူးတဲ့လောကသုံးဝင်ဘဝတည်ရဲ့ဆုံးရှင်ပြီးနွားပမာလာတော့ရာဇပမာသမနာထခါဖြစ်နေရတယ်ဆင်းရဲတယ်တန်ត្រာဝဆင်းရဲတဲ့မှာလွတ်ပြီးရေပဆင်းခြင်းနိဗ္ဗာန်ကိုတောင်းမှစိတ်ကဆောင်ရင်ရောက်နေပါသေးတယ်ဒါကြောင့်နိဗ္ဗာန်သာခေါင်းဘေးမဲ့ဆောင်စိတ်ဆောင်ရောက်နေတာနိဗ္ဗာန်သာခေါင်းဘေးမဲ့ဆောင်စိတ်ဆောင်ရောက်နေတာဆိုကြမယ်နိဗ္ဗာန်သာခေါင်းဘေးမဲ့ဆောင်စိတ်ဆောင်ရောက်နေတာနိဗ္ဗာန်သာခေါင်းဘေးမဲ့ဆောင်စိတ်ဆောင်ရောက်နေတာတိုင်းဒီလောက်ဆိုရင်ညနေတော့ရပြီနော်အဲ့ဒီဥစ္စာဓမ္မဒါနပြုတယ်စာရေးရိုက်ထားတာလေးရှိတယ်ဘုန်းကြီးမေ့လာတယ်လည်းမပါခဲ့ဘူးဟိုကဘုန်းကြီးကတကားတယောက်ကစေနာပြီးတော့စာရေးလေးကိုရိုက်ပေးထားတယ်လာကaniiကန်သွားကြမယ်ဆိုတော့ဆက်လာခဲ့တယ်မယူပြန်ဘူးဒါကစေရနာဟံဘိက္ခုရဲ့စိတ်ဓာတ်ဆိုတော့ဘာရဟောလူတွေသုံးတာကြရချမ်းသာခြင်းရဲ့မိမိစိတ်ကကောင်းကောင်းချစေနာကောင်းကောင်းချချမ်းသာနေမှတ်တာနော်မိမိစိတ်ကလည်းစေနာကောင်းမရှိဘဲနဲ့ချမ်းသာခြင်းတော့မရဘူးစေနာကလည်းဘာမှမကောက်ဘူးကိုယ်ကြီးလောက်မှမကောက်ဘူးချမ်းသာခြင်းကလုံးလို့ရလိုက်နေမှချမ်းသာမှုရှိစေနာကောင်းလက်ထားမချမ်းသာခြင်းလို့မရပါဘူးအလိုလိုချမ်းသာပါပဲတဲ့ချမ်းသာခြင်းနော်မေတ္တာတရားလောကမှာမေတ္တာလောက်ကောင်းတော့ရဘာမှမရှိဘူးဘုန်းကြီးနှစ်ပေါင်းကြာမြင့်စွာတောကြီးတောင်ကြီးတဲ့လှည့်လဲပြီးတော့လေးလာခဲ့မေတ္တာစိတ်ထားဘာအန္တရာယ်မှမရှိဘူးဘုန်းကြီးနေတော့နေရာကြီးကြားတယ်အလွန်ပေါ်တယ်ဘုန်းကြီးအခုနေရတော့ရကြောင်းဒီမှာလောကကတောဦးကြီးရှိတယ်တောကြီးတဲ့ကြားစိတ်ချက်ကောင်းရှိတယ်ပြီးတော့ကြားအကောင်း20ကျော်ရှိတယ်ဘယ်ကြားကမှမကတ်ဘူးကြားရတော့မကတ်ဘူးစေငါကောင်းချကိုကမေတ္တာလိုက်ချဘာမှရမရဘူးတော်ရိုင်းကြီးတဲ့ဆံတောင်မှာသူတို့ပေါ်မေတ္တာထားပြီးသူမှပြန်ရမမှုဘူးလူလူချင်းမေတ္တာစိတ်ဓာတ်ထားခြင်းဘာအန္တရာယ်မှမရှိဘူးနော်မေတ္တာစိတ်အမြဲထားရမယ်မေတ္တာစိတ်များများထားကြနော်တိုင်းအဲ့ဒီမေတ္တာပုံလေးလေးကျမ်းဆိုကြအောင်တော့ငါလူတ attva အားလုံးသိရန်ကြောင်းကြသိရတူကိုယ်စိတ်နှပြသံလာကြပါစေကောင်းကျိုးလောရာဆန္ဒပြုဝကြပါစေငါလူတ attva အားလုံးသိရန်ကြောင်းကြသိရတူကိုယ်စိတ်နှပြသံလာကြပါစေကောင်းကျိုးလောရာဆန္ဒပြုဝကြပါစေဆိုကြမယ်အားလုံးသိရန်ကြောင်းကြသိတူကိုယ်စိတ်နှပြသံလာကြပါစေကောင်းကျိုးလောရာဆန္ဒပြုဝကြဆိုကြမယ်ဒီကတော်သေရန်ကြောင်းကြသေသံလာကြပါစေကောင်းကျိုးသေရဆန္ဒသေပါကြပါစေအဲ့ဒီဥစ္စာကိုအိယာဝင်လဲဆိုအိယာဓာလဲဆိုခရီးသွားလဲဆိုတတိယလဲဆိုရေရောင်ခြင်းလဲဆိုအလကထိုင်းမှိုင်းနေမဲ့စာအဲ့ဒါဆိုစိတ်တွေတောင်းရောက်မြောက်ရောက်နဲ့လေတိုက်တယ်လို့လွင့်နေမဲ့စာအဲ့ဒါဆိုရင်ပထမတော့စာရွတ်နေတယ်လို့ဖြစ်နေတယ်နောက်တော့ဒီလိုဆိုရများပြီးဆိုတော့စေရနာပါလာလို့ငါဟာအခုမေတ္တာပို့နေတာပဲတတ္တဝါအားလို့တတ္တလောကကြီးတစ်ခုလုံးချုံပြီးတော့မေတ္တာပွားသိလာလို့အဲ့လိုသိဉာဏ်ရှိလာတဲ့အခါပထမဆုံးချမ်းသာမှမိမိဖြစ်သူများပေါ်မေတ္တာပို့စိတ်ထားရသူတွေကိုအရင်ချမ်းသာတယ်မှသူများပေါ်ဒေါသထားတဲ့လူတွေသူအရင်ဆင်းရဲတယ်မှသူစိတ်အရင်ပိုးပန်းတယ်အရင်လောင်တယ်မှတ်နော်မေတ္တာလောက်ကောင်းတော့ရလောကဘာမှမရှိမေတ္တာစိတ်က
ဘုန်းကြီးနှစ်ပေါင်းကြာမြင့်စွာတောတောင်ငယ်ကြကန္တာလာတပါးနဲ့လှဲ့လဲလေးခဲ့တယ်ဘုန်းကြီးစားရအစားအသာဆိုဘာမှကောင်းမွန်တယ်လို့မရှိဘူးတောတောင်လည်းရဖြစ်တယ်လို့စားတယ်ဘုန်းကြီးကတိတိကျကျမစားဘူးတိတိကျကျအသွေးသားကလွဲလို့ချင်းဘာမျိုးမဆိုဖြစ်တယ်လို့စားတယ်ရှင်လေးစားတယ်လို့စားဖြစ်တယ်လို့နေလာခဲ့တယ်ဒါမဲ့ခုဘုန်းကြီးရဲ့စိတ်ဆယ်ရှိတယ်ခင်ဗျားတို့ကငယ်ငယ်ကလည်းမျက်မှန်ကြီးတွေတကားကားနဲ့ဘုန်းကြီးမျက်မှန်ရှိပါဘူးဘယ်သူမှမငဲ့ဘူးဘုန်းကြီးမင်းက3နာရီကစားရဲတယ်မျက်မှန်မလို့ဘူးအဝေးအနည်းဘာမှမလို့ဘူးအဲ့ဒါကံတရားနော်ကံတရားဆိုမိမိစိတ်ထဲကဖြစ်တဲ့စေရနာကံတရားပဲအဲ့ဒါမှတ်တာအဲ့ဒီလိုစေရနာကောင်းပြီဆိုမှပဲအရာခသိမ်းကောင်းတယ်ကိုကသူများပေါ်မတာသိတာဘုန်းကြီးဘယ်ကြားကမှမကြိုက်ဘူးဘုန်းကြီးကကြားတယ်အများကြီးသိကြားလေကြိုက်တယ်လားဆိုရင်ဘုန်းကြီးကြားတာဖြစ်နေတာကြားလာတကားလေတော်ကြီးတောင်ကြီးရဲ့ချင်းလေးသွားနေတာတကားလေးစိတ်ခရီးတွေမမှီတော့အခါမောင်မကြည့်တဲ့ကြောက်ကြီးတွေဆင်းလို့ကဘာကြီးတွေပြက်လို့ကြောင်ဝင်းကြောင်နဲ့ဆန်းလက်လို့နေလည်းမပါဘူးသွားလာခဲ့တဲ့ကြားတာဖြစ်နေတာကြားလာဘယ်ကြားကမှမကြိုက်ဘူးတော်ရင်ကြည့်လို့အလုံးသက်သာရှိတယ်သူတို့ကရာမချပြီးဆိုဘာမှရာမချဘူးတပည့်မိုးကြီးတွေရှိတယ်မိုးအမျိုးမျိုးရှိတယ်ဟောဝင်လို့ဘာအန္တရာယ်မှမမေ့ဘူးဘုန်းကြီးကဘာမှမလုပ်ချက်ဘူးကိုယ်ပြောတော့ဘုန်းကြီးတွေကတောင်းကြောင်းကြီးမျိုးပေါ်ကတောင်းကြည့်တယ်မှာဘုန်းကြီးကြောင်းရှိတယ်နေရာကြီးကြပြီဆိုမှပဲတွန်းပြီးတွေလာတယ်လေးပဲလေးတယ်မှာနေဟုံးနဲ့တခါလဲအလုံးကြောင်းဝတ်ကကောင်းတော့ဝူးနဲ့တခါလောမိတွေလာခရီးသွားရင်ငါကြောင်းလေးမိတဲ့မြန်ပါသွားမှလေလားဆိုတခါတခါမတောက်တကောက်သေးစာမိတယ်ဘုန်းကြီးပြန်ရောက်သွားတော့ဘုန်းကြီးကြောင်းဘာမှမဖြစ်ဘူးဘုန်းကြီးကြောင့်ပရိဝေါ်ပြင်တဲ့ရောက်ပြီးဆိုမှပြင်မိတွေကအလိုလိုဝဲပြီးတော့ငြိမ့်သွားကြောင်ချန်စီရောက်ရင်မိကငြိမ့်သွားဘယ်သူမှမကြရကြာကုန်လျှောက်ပြီးကြည့်ပြီးတယ်ကြောင်တွေးကမိဆိုလည်းလက်ပတ်ပြီးတော့ငြိမ့်သွားတယ်တကယ်သဘာဝဆိုလို့ရှိရင်တောတွေကလည်းတစ်ဆက်ဆက်ချုံရတုပ်ပေါင်းတွေကလည်းတစ်ဆက်ဆက်မြစ်ချောက်တော်ကြီးကလည်းတစ်ဆက်ဆက်ကျေကြနေတဲ့တရက်6တွေကလည်းတပြင်းကြီးမိတွေကုလောင်ပေါ်ကောင်းလိုက်တာမလောင်ဘူးဘုန်းကြီးကြောင့်ဆန်စီရောအလေးရောက်ပြီးတော့မင်းတို့တွေ့နေသွားတယ်မေတ္တာနော်မေတ္တာကျ7မျိုးတဲ့မင်းမလောင်ဘူးပါတယ်ကိုတော့လောင်လိုက်ကြတဲ့မင်းကြီးမေတ္တာမှရှိပဲဒေါသနဲ့နေခံကြည့်မှတ်ကြရောမေတ္တာသိထားတဲ့လူအိမ်ဟာတကယ်တော့မေတ္တာကအဲ့ဒီလူအိမ်မျိုးမင်းလောက်မှမဟုတ်ဘူးမေတ္တာနော်လောကမှာမေတ္တာတော့ကောင်းတော့ရဘာမှမရှိဘူးကိုင်းရင်ဒီတော့လူတွေမေတ္တာတရားသီလတရားရိုးရိုးသားသားလေးနဲ့ကောင်းရိုးချမ်းသာဖြစ်ကြောင်းတရားဟောပြီးပြီအခုဒုက္ခခံတော်ဝသံဃာရောကာမကုလေဟိသံယူတော်တရောဟံမောစနံဓာမိစရိတ်တာမိသမောတယံသံဃာရောအဆုံးလည်းမမြင်အစကိုလည်းမသိယင်းလေးကစုံရောကြရတဲ့ဘုံလောကအန္တဝါဤသံဃာကြီးတွေကကာမကုလေဟိငါးရာအာယုကာမဂုဏ်အချုပ်တရားယုတ်တို့နှင့်တန်တော်ဘယ်ဘုံဘယ်ဘဝမှာမှအစတရမဆုံးနိုင်တခိုင်နဲ့ခိုင်နဲ့ရှင်တွဲပေါင်းစာအကြောင်းမပြတ်သည်ဖြစ်ရဲ့တဲ့တို့သံဃာကြီးတဲ့ကျိုးလို့တော့နေကြတာဘယ်တော့မှစလဲလို့ဘယ်သူမှမသိဘူးဘဝဒီဘယ်တော့အဆုံးတတ်မယ်လို့အဆုံးကိုလည်းလှမ်းပြောလို့မမြင်ဘူးတဲ့အစာလည်းမချင်ဘူးဘယ်ကဘာကစခဲ့တယ်ဘယ်ဘုရားလက်ထက်ကစခဲ့ဘယ်ပုံစံနဲ့စခဲ့တယ်ဘယ်သူမှမသိဘူးမသိကြရောတော့လဲပဲတို့သူငါတွေတန်ត្រာကြီးတဲ့ဝင်ကြီးရှင်းနေကြရပြီဘဝဆောက်ကြတော့ခန္ဓာကိုယ်ကြီးတင်းငယ်ကိုပြစ်ထားခဲ့တင်းငယ်ကိုပြစ်ထားပြီးတော့နောက်တစ်ဘဝတစ်ခုဆက်ရအောင်မယ်အဲ့ဒီလိုကြီးတဲ့အဆုံးအစမစနိုင်တော့ဘဝတွေကိုတန်ត្រာလို့ခေါ်တယ်အမို့တန်ត្រာရောအဆုံးကိုလည်းမမြင်အစကိုလည်းမသိယင်းကြီးကစုံမျိုးကြရတဲ့ဘုံလောကအန္တဝါဤတန်ត្រာကြီးတွေကတဲ့လောကကြီးကဘုံလောကကြီးဆိုတော့သူလဲဆိုင်လဲကိုယ်လဲဆိုင်လဲသူလဲပိုင်လဲကိုယ်လဲပိုင်လဲပေါ့သူကလည်းသူနည်းနဲ့သူဟန်မျောနေလို့ကိုယ်ကလည်းကိုယ်နည်းနဲ့ကိုယ်ဟန်မျောနေကြခြင်းဖြစ်တယ်ဒါပိုင်မယ်နားလဲကြနော်ရှင်းရှင်းလေးသိကြအဲ့ဒီလိုစုံမျောပြီးတော့နေကြတဲ့ဘုံလောကကြီးတဲ့ဘုံလောကကြီးတဲ့ဘာလို့နေကြလဲအဲ့ဒီလိုဘုံလောကကြီးတဲ့ကာမဂုဏေဟိငါးပြာအာယုကာမဂုဏ်အရှုပ်တရားယုတ်တို့နှင်းတဲ့ဘုံလောကကြီးတဲ့မျောပြီးတော့ဘာလေးနဲ့ပြောရလဲဆိုငါးပြာအာယုကာမဂုဏ်တရားတွေနဲ့ဒါတွေကိုအကောင်းကြီးချင်းပြီးတော့ဒါတွေတပြင်းတန်းတန်းနဲ့သံဃာထဲမှာကျင်လည်ရတာငါးပြာအာယုကာမဂုဏ်အရှုပ်တရားယုတ်တို့နှင်းတရားယုတ်တွေတရားယုတ်မှမသိ
တာယူတော့ဘယ်ဘုံဘယ်ဘဝမှာမှအစတတ်ရမဆုံးနိုင်တခိုင်ရဲ့ခိုင်ရဲ့ရှင်တွဲပေါင်းစားအကြောင်းမပြတ်သည်ဖြစ်၍ဟောဘဝလုံးကလည်းငါဗျာအာယုကာမဂုဏ်အရှုပ်တရားယုတ်တွေနဲ့တလုံးလဲလဲနေတဲ့ဒီဘဝမှာလည်းငါဗျာအာယုကာမဂုဏ်အရှုပ်တရားယုတ်တွေနဲ့ဒီပုတ်သေးကမတက်နိုင်ဘူးဒီမျိုးတွေကမတက်နိုင်ဘူးဒါလေးအဟုတ်ကြီးချင်းပြီးတော့တမင်တန်းကမြင်ကြရတော့ရှိသေးတယ်နော်ဒါကြောင့်မို့ဒါလေးချမ်းသာမှုလားလို့မေးတော့ဒုက္ခကံတော်ဝဒုက္ခဟူ၍မြင်ဝဲမကံသူတော်ကောင်းတို့အကြည့်နဲ့ကြည့်တတ်တယ်သူတော်ကောင်းတို့အမြင်နဲ့မြင်ကားမှသူတော်ကောင်းတို့အကြည့်နဲ့သိမှာကိုသူတော်ကောင်းတို့အကြည့်နဲ့ကြည့်လို့မြင်တော့အခါဒုက္ခကံတော်ဝဒုက္ခဟူ၍မြင်ဝဲမကံချမ်းသာပြည့်စုံစေတုံးစေတဲ့ဒီအစစ်မှန်ဖြစ်၍နေတော့ဒီသာလင်းဒီပါတော့ဆေးရောင်သိရပြီတဲ့ဆေးရောင်သိရဘာလို့မှလဲဒါနီဣဒါနီဘုရားဆုံးမဩဝါဒကိုခန္ဓာပြေချာကောင်းစွာနာကြမှတ်သားရပြီးဖြစ်တော်ယခုလိုဤအခါမျိုး၌ဘုရားရှင်ဟောကြားတဲ့တရားတွေတို့သိပြီနော်သိပြီးတော့ကဒါနီဣဒါနီဘုရားဆုံးမဩဝါဒကိုခန္ဓာပြေချာကောင်းစွာနာကြမှတ်သားရပြီးဖြစ်တော်ယခုလိုဤအခါမျိုး၌တတော်ထိုဒုက္ခပေါင်းနှောင်ရည်ပြမလွတ်ကင်းဤတမချမ်းမြေကျင်လင်းစွာသိကြတာနော်တော်ဒုက္ခပေါင်းနှောင်ရည်ပြမလွတ်ကင်းဤတမချမ်းမြေကျင်လင်းစွာစရိတ်သာမိကြောက်ရွံနဲ့နောက်တုံးလို့မဆုံးတန်းခုနပြည့်ရမယ်ဆိုတာသီလတရားနော်ပထမအခြေခံသီလပြီးတော့ဒါနတရားသီလနဲ့နေရပြီးဆိုမှဘာမှမဖြစ်တော့အကုန်လုံးရတယ်ဒုက္ခလာလို့ကောင်းရကြတာကိုဖြစ်တယ်နော်တော်ထိုဒုက္ခပေါင်းနှောင်ရည်ပြမလွတ်ကင်းဤတမချမ်းမြေကျင်လင်းစွာစရိတ်သားမိကြောက်ရွံနဲ့နောက်တုံးလို့မဆုံးတန်းအရေးပဲကြည်ကြည်အရေးပဲခန်းခန်းယောက်ျားမြတ်တို့အားသွမ်းဖြင့်တကယ်တမ်းကြိုးပမ်းအားထုတ်ပါတော့တည်း